အားလုံးပဲမင်္ဂလာပါ Lyra Audio Book Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်မတကူတဲ့နေထိုင်ခြင်းဥပညာဆိုတဲ့စာအုပ်လေးရဲ့အပိုင်းတစ်ထဲကအခန်းရှိကိုဆက်လက်ပြီးတော့ဖတ်ပြတော့မှာဖြစ်ပါတယ်အခန်းရှိဘဝအိမ်မက်စီမံကိန်းကိုတည်ဆောက်ခြင်းသင်ဟာဘယ်တော့ရမှန်းမသိဘူးဆိုရင်အဲ့ဒီနေရာကိုဘယ်လိုလုပ်ပြီးရောက်နိုင်ပါမလဲလူတိုင်းအောင်မြင်ခြင်းကြပါတယ်သူတို့စိတ်ကူးရင်အိမ်မက်မှတ်ထားတဲ့ဘဝမျိုးမှာနေထိုင်ခြင်းကြပါတယ်အောင်မြင်မှုကြီးကြီးမားမားရယူပိုင်ဆိုင်ခြင်းကြပါတယ်။စစ်ကြောလာကြီးထဲမှာရေးပါအရာရောက်တဲ့အရာတစ်ခုခုကိုချန်ထားခြင်းကြပါတယ်။ဒါပေမဲ့တကယ်လို့အောင်မြင်မှုကဘာလဲလို့တင့်ကိုကျွန်မမေးမယ်ဆိုရင်တင်ကလည်းတင်မေးနာလူတွေကိုမေးကြည့်မယ်ဆိုရင်အဲ့ဒီအတွက်ရေးအဖြေတစ်ခုမရတာမျိုးဖြစ်နိုင်တယ်လို့ဒါမှမဟုတ်ငါပတ်စံအများကြီးရှာခြင်းနဲ့အကောင့်စာဇင်ခံဆိုင်ရင်ကြီးထဲမှာနေထိုင်ခြင်းနဲ့ငါမိဘတွေနဲ့ငါချစ်ရတဲ့သူတွေကိုအဆင်ပြေတဲ့ဘဝမျိုးမှာထားခြင်းနဲ့ကဘာတစ်ပတ်ခရီးထွက်ခြင်းနဲ့ပျော်ရွှင်ခြင်းနဲ့လို့ဖြေကြရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါဟာဘလောက်တောင်ရေးစရာကောင်းတယ်လို့တစ်ချိန်တည်းမှာပဲဘလောက်တောင်ဝမ်းနည်းစရာကောင်းလိုက်ပါတယ်လေ။ကျမတို့အားလုံးဟာတယောက်နဲ့တယောက်မတူညီကြဘူးမဟုတ်လား။ဒါပြင်ကျမတို့အိမ်မက်မှတ်ထားတဲ့ဘဝတွေကဘလို့ဖြစ်ပြီးတစ်ထက်တည်းကြာနေတာပါလေ။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဟာဟာတာလူရှင်တော်တွေဖြစ်နေကြလို့ပါပဲ။ဒီစကားကကျန်းသွားရင်ကျမတောင်းပန်ပါတယ်။ဒါပေမဲ့အမှန်တရားတချို့ကိုတော့ပြောပြပါရစေ။တင်တို့ကျမတို့ဟာအောင်မြင်မှုဆိုတာအိမ်ကြီးအိမ်ကောင်းတွေပိုင်ဆိုင်တာပတ်စံတွေအများကြီးပိုင်ဆိုင်တာအားလည်းရမှာအပျော်ခီးထွက်ပြီးလှတာပါတာဓာတ်ပုံလေးတွေကိုရိုက်ကူးတာဖြစ်တယ်လို့ယုံကြည်နေအောင်အယုံသွင်းခံထားရပါတယ်စိတ်မပူပါနဲ့ပတ်စံရှာနိုင်မှုအိမ်မက်တာမှားယွင်းတဲ့အရာဖြစ်တယ်လို့ပြောမဲ့သူတွေထဲမှာကျမမပါပါဘူးအချင်းလေးတို့ရေကျမလည်းပတ်စံကိုချစ်ပါတယ်ဒါပေမဲ့ပြဿနာကတင်တို့ကျမတို့ဟာဟာတာလူရှင်တော်တွေလိုမျိုးပြုမှုနေမိတဲ့အကြောင်းပဲဖြစ်ပါတယ်ကျမတို့ဟာအာနာရှိတဲ့လူတွေကျိုးဆွဲရကခိုင်းတဲ့အတိုင်းလိုက်ကနေမိကြပါတယ်တကယ်လို့လူတိုင်းမှာရှိနေတဲ့အရာတွေကကျမတို့စီမှာရှိမနေဘူးဆိုရင်နောက်ခေါက်ကျသွားလိမ့်မယ်လို့ထင်နေကြပါတယ်အဲ့ဒီလိုနဲ့ကျမတို့ရဲ့နောက်ထပ်ရည်မှန်းချက်ပန်းတိုင်းကိုချန်နဲ့အဲ့တလုံးပိုင်ဆိုင်နိုင်ဖို့အီတလီကိုခီးထွက်ဖို့အီဖယ်တာဝါရှိမှတင့်ကိုလက်ထပ်ခွင့်တောင်းမယ်လက်တွဲပေါ်ချောလေးတယောက်ရဖို့တခြားသူတွေရဲ့ကလေးတွေထက်ပိုပြီးညံကောင်းတဲ့ကလေးတယောက်ကိုပိုင်ဆိုင်မှုစတဲ့အတိတ်ပဲမရှိတဲ့အရာတွေဖြစ်လာကြပါတယ်။တခုခုကိုပိုင်ဆိုင်နေတာပြဿနာမဟုတ်ပါဘူး။ကျမတို့ကဆင်းရဲတယ်၊တုံးရတယ်၊ထူးဆန်းတယ်လို့အထင်မခံရဖို့အတွက်လူတိုင်းမှာရှိနေတဲ့အရာတွေကိုပိုင်ဆိုင်နေရမှပြဿနာပါ။လူတိုင်းပိုင်ဆိုင်ထားကြတဲ့ဥစ္စာပစ္စည်းတွေလူတိုင်းစိတ်ကူးယဉ်ထားကြတဲ့အပေါ်စားအိမ်မက်တွေနဲ့ကျမတို့ရဲ့ဘဝကိုတိစောက်နေရမှာပြဿနာဖြစ်ပါတယ်။ဘဝမှာဘာလို့လိုချင်တယ်လဲဆိုတာကိုပြန်မမေးကြည့်တာမှပြဿနာဖြစ်ပါတယ်။ကိုဘေးနားမှာရှိတဲ့လူတယောက်ကိုပုံတူကူးချလိုက်ရင်ကိုလည်းပဲသူ့လိုအောင်မြင်လာနိုင်မယ်လို့ထင်နေကြပါတယ်။ကျမကတော့အဲ့ဒါတွေအားလုံးဟာကျမတို့ရဲ့အခြေခံတွေးခေါ်နိုင်စွမ်းတွေကိုလူယူသွားတဲ့တည်တည်ချာချာဒီဇိုင်းရေးဆွဲဖန်တီးထားတဲ့စနစ်တစ်ခုလို့ပဲပြောချင်ပါတယ်။တင်တက်တည်လိုချင်မှဆိုလို့လိုရမယ်ကကျမတက်တည်ပြပါမယ်။အောင်မြင်မှုအတွက်ပတ်စံအများကြီးရှာခြင်းတယ်လို့တင်ပြောတယ်။ကောင်းပြီ။တင်ကိုယ်တိုင်နဲ့ငြိမ်းချမ်းရေးရဖို့အတွက်ပတ်စံဘယ်လောက်လိုအပ်တယ်လဲ။တင်ကိုတင်အောင်မြင်တယ်လို့ပြောနိုင်မှုအတွက်ပတ်စံဘယ်လောက်ရှိရင်လုံလောက်ပြီလဲ။အဲ့ဒီပန်းနိုင်နဲ့တရားရဲ့အကိုင်လုံးလောက်မိကလာဖို့အတွက်တင်မှာဘာအစီအစဉ်တွေရှိတယ်လဲ။တကယ်လို့တင်အိမ်မက်ကတစ်လောက်ဒေါ်လာ1000ရှာနိုင်ဖို့ပဲဆိုပါစို့ဒါဖြင့်ပထမဆုံးဒေါ်လာ100ကိုရှာနိုင်ဖို့အတွက်တင်မှာဘာအစီအစဉ်တွေရှိတယ်လဲဒါမှမဟုတ်ဒီနေ့မှာတင်ဟာ300ဘဝကနေဒေါ်လာ1000ရှာနိုင်မဲ့ဘဝကိုပြည်စလက်ဆန်ဆန်ခုန်ကူးသွားနိုင်လိမ့်မယ်လို့ထင်နေရလားတကယ်လို့အဲ့လိုဖြစ်လာနိုင်မယ်လို့ယုံကြည်နေရဆိုရင်အဲ့ဒီ model ကိုအမှန်တကယ်လက်တွေ့ဖြစ်လာအောင်ပြောင်းလဲပေးနိုင်မယ်လီပရီရတွေဘာတွေများတင်မှာရှိနေပါသလားတင်ကသူတော်စင်တယောက်ဖြစ်တယ်ပဲထားပါတော့တဲ့ရဲ့ရည်မှန်းချက်ကပတ်စံရှာဖို့မဟုတ်ဘူးဘဝမှာငြိမ်းချမ်းမှုနဲ့စိတ်တည်ငြိမ်မှုကိုရှာပေးဖို့ပဲဖြစ်တယ်။ကောင်းပြီစိတ်တည်ငြိမ်မှုအတွက်သင်ဘာလုပ်မလဲတရားထိုင်ပါလားဘယ်လောက်ကြာအောင်တရားထိုင်မလဲအကြကြီးနေမှာတစ်ခါတလေလောက်လေးတရားထိုင်ပြီးတင်ကိုအတွေ့ပေါင်း16000ပြည့်ထုတ်ပေးနေတဲ့တင်အောင်လောက်ကိုချိန်ဆနေမှာလားဒါမှမဟုတ်နေ့စဉ်နေ့တိုင်းသတ်မှတ်ထားတဲ့အချိန်တစ်ခုမှာတရားထိုင်ပြီးသတ်မှတ်ထားတဲ့ကာလတွေလမ်းညွှန်ချက်တွေအတိုင်းလိုက်လုပ်နေမှာလားနေ့စဉ်မတန်းရေးမှာလားဒါမှမဟုတ်တင်းဘဝကဘလိုတွေတောင်ဖြူချက်ခတ်နေရတာလဲဆိုပြီးအတွေးလွန်နေုံပဲလားကျမတင့်ကိုစိတ်ညစ်သွားအောင်လုပ်ဖို့မရည်ရွယ်ပါဘူးကျမကတင်းရဲ့လက်တွေ့ဘဝကိုမိတ်ဆက်ပေးလိုက်ရုံနဲ့မှာတကယ်လို့အောင်မြင်တဲ့သူတယောက်ဖြစ်လာအောင်စိတ်ကူးရင်ဆူတောင်းနေုံနဲ့အောင်မြင်သူတယောက်ဖြစ်လာလိမ့်မယ်လို့ထင်နေရင်တော့တင်ဟာဘူစီပေါင်းတစ်လုံးထဲမှာနေထိုင်နေတယ်လို့ဖြစ်နေမှာပါပဲတင့်အတွက်အောင်မြင်မှုဆိုတာဘာလို့ဆိုလို့တလဲဆိုတာကိုတင်နားမလည်သေးတာပါအခုပြောမှာကတင်ဘာကြောင့်တကူတည်းနေထိုင်တင်တာလဲဆိုတဲ့အကြောင်းပြချက်ဖြစ်ပါတယ်တင်ပေးနာမှာလူကောင်းတွေရှိနေကြတာတော့မှတင်ဘဝဟာပျော်ရွှင်စရာတွေအတိနဲ့ပြီးပေးဆုံးနေတော့မှတင်ဟာနေ့စဉ်နေ့တိုင်းအချိန်တစ်ခုပြီးတကူတည်းနေတင်ပါတယ်ဒါမှတင်ဟာတခြားလူတွေရဲ့လွှမ်းမိုးတက်ရောက်မှုကိုမခံစားရပဲလွတ်လပ်စွာတွေးခေါ်နိုင်မှာဖြစ်ပါတယ်ပထမပိုင်းမှာကျွန်မပြောခဲ့တာကိုမှတ်မိသေးရဲ့လား
တင်ဟာတယောက်တည်းရှိနေချိန်မှာစိတ်တစ်ခုတည်းထင်မြင်ယူဆချက်တစ်ခုတည်းသဘောထားအမြင်တစ်ခုတည်းနဲ့ပဲရင်ဆိုင်နေရတာပါတင်ဟာဘယ်တော့မှတယောက်တည်းမနေဘူးတဲ့အတွက်ဒါမှမဟုတ်အနည်းဆုံးတော့တယောက်တည်းဖြစ်နေရတာကိုဘယ်တော့မှလက်မခံဘူးတဲ့အတွက်တင်ပါရီကိုတွေးနေမိတယ်လဲဆိုတာကိုသိနိုင်မှာမဟုတ်ပါဘူးတင်ဟာကဘာကြီးကပြောသမျှအလုံးကိုလက်ခံလိုက်နာနေတဲ့သူတယောက်ပဲဖြစ်နေမှာပါဒါဟာအချိန်တော်တော်များများမှာကျမတယောက်တည်းနေပြလာခဲ့တဲ့အကြောင်းရင်းတွေကတခုပဲဖြစ်ပါတယ်တယောက်တည်းနေတဲ့အခါမှသာနေတင်းရဲ့စိတ်ဝိညာဉ်ကအမှန်တကယ်လူလောက်တောင်းတနေတဲ့အရာကိုသိလာမှာပါတင်းစိတ်ဝိညာဉ်ကတင်းကိုစကားပြောနေတဲ့အချိန်မှာကြိုးကင်ရှယ်နေမှုတွေမပြုတ်လို့ပါဘူးဒါကြောင့်တင်းပါကိုအမှန်တကယ်လူချင်းတယ်ဆိုတာကိုသိမြင်လာပါလိမ့်မယ်ကျမကိုလမ်းညွှန်ပြသပေးဖို့အတွက်လူတွေကိုတောင်းဆိုတာမျိုးမလုပ်ဖြစ်တော့ဘူးကျမဟာကိုယ့်ဘာသာကိုဆုံးဖြတ်ချက်ချနိုင်စွမ်းရှိတဲ့လူတစ်ယောက်ဘယ်တော့မှမဟုတ်ခဲ့ပါဘူးကျမဟာကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေပေါ်မှာအလွန်အင်မတန်ယုံကြည်မှုနဲ့ပါသူဖြစ်ပါတယ်တကယ်လို့ကျမရှိမှရွေးချယ်စရာနှစ်ခုရှိမယ်ဆိုရင်တစ်ခုကိုရွေးချယ်ဖို့တတ်လောက်ကြားနိုင်ပါတယ်ကျမအဲ့လိုမျိုးဖြစ်ခဲ့မှုပါတယ်ကျမအတွက်ဘယ်ရာကောင်းတယ်လဲဆိုတာကိုပြပေးမဲ့လူတွေကိုအများတန်းရှာဖွေနေမိပါတယ်ခုတယောက်တည်းရှိနေတဲ့အချိန်ဆုံးဖြတ်ချက်တစ်ပြုံတစ်ခေါင်းယူချမှတ်ဖို့စောင့်ဆိုင်နေရချိန်မှာတော့ကျမဟာသူများတွေအပေါ်မှာဘယ်လောက်တောင်မိကိုအားကိုးတတ်တယ်လဲဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်ဆုံးဖြတ်ချက်တွေကိုယုံကြည်ချက်ရှိရှိချမှတ်နိုင်လောက်တဲ့အထိကိုယုံကြည်မှုမရှိဘူးဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်နောက်တော့ဒီပြဿနာဟာကျမတယောက်တည်းမှာပဲဖြစ်နေရမဟုတ်ဘူးဆိုတာကိုလည်းသဘောပေါက်လာပါတယ်ကျမတို့လူအုပ်ကြီးရဲ့နောက်ကိုပဲလိုက်ကြတဲ့အဓိကအကြောင်းရင်းကတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ရွေးချယ်မှုတွေကိုမယုံကြည်ကြလို့ပါပဲအစစ်တိုင်းမှာကျမတို့ဟာကြောက်ရွံ့နေတဲ့အတွက်ကြောင့်လူအုပ်ကြီးကိုပဲယုံကြည်လိုက်တာဟာပိုပြီးအန္တရာယ်ကင်းတယ်လို့ခံစားရလို့ပါပဲကျမတို့ဟာလမ်းကြောင်းအသစ်ပေါ်ကိုရှောင်လန်းမှုမရွေးချယ်ကြပါဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလမ်းပေါ်မှာလူနည်းနည်းပဲရှိလို့ဒါမှမဟုတ်ကိုတယောက်တည်းဖြစ်နေလိမ့်မယ်ထင်ကြလို့ပါပဲဒါမဲ့တော်တော့ပါပြီလူတိုင်းလိုဖြစ်ချင်နေရတာမပင်ပန်းဘူးလားအလှတရားနဲ့ပတ်သက်တဲ့စံချိန်စံညွှန်းတွေရဲ့လို့တိတိကျကျသတ်မှတ်ထားတာမျိုးမရှိပေမဲ့အလှတရားဟာအားလုံးအတွက်တနည်းတစ်ပုံတူညီတဲ့အတိတ်ပဲသတ်မှတ်ချက်ကိုစီရှိကြပါတယ်။ဒါကြောင့်ကိုလှပကြောင့်ပြသနိုင်မှုအတွက်အမြဲတမ်းရှင်ပြိုင်နေရတာကိုမဝသေးဘူးလား။တင်းရဲ့နေ့စဉ်ဘဝကိုပျော်ပျော်ရွှင်ရွှင်မဖြတ်တန်းနိုင်မင်းနဲ့အောင်မြင်တဲ့ဘဝကိုရရှိဖို့ကြိုးစားနေရတာမမောသေးဘူးလား။အရေးကြီးဆုံးအရာကတော့တခြားလူတွေလုပ်တဲ့အတိုင်းလိုက်လုပ်နေရင်လည်းတင်းလှုပ်ချင်တာတွေဘာတကူမှမလုပ်လိုက်ရပဲတင်နေခြင်းတဲ့အတိုင်းမနေလိုက်ရပဲတင်တဘဝလုံးကုံဆုံးသွားမှာကိုမကြောက်ဘူးလားတကယ်လို့ဒီစာအုပ်ကနေတခုခုရသွားခြင်းလဲဆိုရင်တော့ဒီတခုကိုတတိယပေးပါအရာရာတိုင်းကိုအတိတ်ပဲနဲ့ကိုသတ်မှတ်နိုင်မှုတင်ယူပါလူတိုင်းမှာရှိနေနိုင်မယ်လို့တင်ထင်နေတဲ့အရာတွေနဲ့တင်ဘဝကိုတိစောက်ဖို့မကြိုးစားပါနဲ့တင်ရဲ့အတိတ်ပဲဖွင့်ဆိုချက်တွေကိုကိုယ့်ဘာသာကိုသတ်မှတ်ပါတင်ပါလိုချင်တယ်လဲဆိုတာကိုကိုယ်တိုင်သိမနေတဲ့အခါအပေါ်ယံရွှေမုံကျဲထားတဲ့အရာတွေအလုံးကိုလိုချင်နေပါလိမ့်မယ်ဖခင်သခင်ဟာဂျင်နာတနာမှုရှိတဲ့အတွက်ကျမတို့အလုံးကိုကိုယ်ပိုင်အုံနောက်တစ်ယောက်တစ်လုံးစီပေးထားပါတယ်ကျမတို့ကတော့ကိုယ့်ရဲ့အုံနောက်တွေကိုခလုတ်ပိတ်ထားပြီးကဘာကြီးကကျမတို့ဖြစ်စေခြင်းတဲ့အတိုင်းမျက်စိစုံမိတ်လိုက်လို့နေကြပါတယ်ပြီးတော့မှငါစိတ်ကူးရင်ထားတဲ့အရာအလုံးကိုရရှိပိုင်ဆိုင်ထားတာတော့မှဘာဖြစ်လို့မပျော်ရွှင်နိုင်ရတာလဲသူများတွေပြောသလိုငါဟာဘလောက်တောင်ကံကောင်းတဲ့လူသားတစ်ယောက်လဲဆိုတာကိုပြန်သတိရဖို့အတွက်ငါစီမှာရှိနေတဲ့ကျေးဇူးတင်စရာကောင်းတဲ့ကောင်းကြီးတွေကိုစီးရင်ပြုစုသင့်သလားဆိုပြီးတွေးကြပါတယ်အတန်းလေးရဲ့မင်းအုံနောက်ကိုခလုတ်ဖွင့်မှုအချိန်တန်ပါပြီဒါမှသာမင်းရဲ့ကိုရင်းရအလင်းရောင်ကမင်းကိုလမ်းပြပေးနိုင်မှာပါကျမတို့အဲ့လိုဖြစ်ဖို့ဘယ်လိုလုပ်ကြမလဲရိုးရိုးလေးပါပဲကျမတို့တွေကလူအတိုင်းဝိုင်းကသတ်မှတ်ထားတဲ့ပုံသေးအတိတ်ပဲသတ်မှတ်ချက်တွေနဲ့စီမင်းစည်းကမ်းတွေအတိုင်းလိုက်နာကျင့်သုံးနေကြသလိုပဲအခုတော့ကျမတို့ရဲ့ကိုယ်ပိုင်အတိတ်ပဲသတ်မှတ်ချက်တွေနဲ့ကိုယ်ပိုင်စည်းမျဉ်းတွေကိုဖန်တီးရပါမယ်လူတွေဟာအရာဝတ္ထုပစ္စည်းတစ်ခုအပေါ်မှာပဲကိုယ်ပုံစံကိုယ်စတိုင်လေးတွေကိုအမြဲလိုပေါင်းစည်းထည့်သွင်းထားတတ်ကြပါတယ်။ကော်ဖီမစ်ခွက်လေးတွေကိုတော့မှကိုယ်စိတ်ကြိုက်ပုံစံအတိုင်းအလှဆင်ထားတတ်ကြပေမဲ့သူတို့ဘဝကိုတော့အဲ့လိုလုပ်ဖို့မေ့လျော့နေတတ်ကြပါတယ်။ဒါမဲ့ဘယ်တော့မှမလုပ်ဖြစ်တာလဲဆိုရင်နောက်ကျမှလုပ်ဖြစ်တာပိုကောင်းပါတယ်လေဟုတ်တယ်မလား။လွန်ခဲ့တဲ့ရက်အနေငယ်တုန်းကနေ့စဉ်ဘဝမှာပျော်ရွှင်မှုကိုရှာဖွေခြင်းနဲ့ပတ်သက်တဲ့ post တစ်ခုကိုကျမရဲ့ Instagram account မှာညှောက်ရေးခဲ့ပါတယ်။အဲဒီနောက်တော့လူတစ်ယောက်ကအဲ့ဒါနဲ့ပတ်သက်ပြီးမှတ်ချက်တစ်ခုရေးခဲ့ပါတယ်။သူပြောတာကိုကျမပြန်ပြောရရင်တော့ငါရဲ့ပျော်ရွှင်မှုအတွက်ငါဘာလုပ်တင်တယ်လဲဆိုတာကိုခုထိနားမလည်သေးပါဘူးတဲ့။ဒါဟာကျမတို့တွေကိုယ်တိုင်နဲ့ဘယ်လောက်တောင်ဝေးကွာသွားကြလဲဆိုတာကိုပြသနေပါတယ်။လူတွေကိုအပြိုင်ဆိုင်ရှာဖွေကြရင်ကိုပျောက်ဆုံးသွားကြပါတယ်။တကယ်လို့ကျမဟာတင့်ကိုပျော်ရွှင်မှုတွေအောင်မြင်မှုတွေရရှိလာအောင်ကူညီနိုင်မဲ့နည်းလမ်းတချို့ကိုပေးနိုင်မယ်လို့မျှော်လင့်နေရဆိုရင်တော့ကျမတောင်းပန်ပါတယ်။တင်ဒီစာအုပ်ကိုမိချိုပြလို့ရပါပြီ။တင်ဘာလို့ရမလဲဆိုတော့ကျမမပြောပြတတ်ပါဘူး။တင်ဟာဘာတူလဲဘယ်လိုနောက်ကြောင်းရာဆိုရင်ရှိလဲ။ဘယ်အရာကတင့်ရဲ့နှလုံးသားကိုရင်ခုန်စိတ်လှုပ်ရှားအောင်လုပ်နိုင်တယ်လဲ။ဘယ်အရာတွေကတင့်ကိုပျော်ရွှင်စေတယ်လဲ။
စတာတွေကိုကျမဘာတစ်ခုမှမသိပါဘူးဘယ်သူမှလည်းသိမှာမဟုတ်ပါဘူးတကယ်လို့ကျမတင့်ကိုနီလန်တချို့ပြောပြမယ်ဆိုပါစို့တင်ကဒီစာအုပ်ကိုကျယ်ငါပွင့်ပင်ကောင်းပေးနိုင်ပြီးခဏတစ်ဖြုံလောက်တော့စိတ်တက်ကြွသွားနိုင်ပါလိမ့်မယ်ဒါပေမဲ့ရက်အနှဲငယ်ကြတဲ့အခါမှာအဲ့ဒီအကြောင်းကိုတင်မိသွားပါလိမ့်မယ်ဘာဖြစ်လို့ပါလဲဆိုတော့ကျမပြောတဲ့နီလန်တွေဟာတင့်ကိုရင်းကထွက်လာတဲ့အရာတွေမဟုတ်တဲ့အတွက်တင်ဘဝနဲ့အဝင်ခွင့်ကြဖြစ်မနေလို့ပါပဲတင်ဟာအရာရာတိုင်းကိုဘာသာကိုထိုင်ပြီးအဓိပ္ပာယ်သတ်မှတ်ဖို့လိုအပ်ပါတယ်။တင်ပျော်ရွှင်ခြင်းသလား။ကောင်းပြီ။တင်အတွက်ပျော်ရွှင်မှုဆိုတာကိုဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမလဲ။တင်ကိုဘယ်အရာတွေကပျော်ရွှင်စေသလဲဆိုတာကိုနက်နက်ရှိုင်းရှိုင်းတူးဆရှာဖွေပါ။တင်ရဲ့နေ့စဉ်ဘဝတွေကိုပျော်ရွှင်မှုတွေနည်းနည်းချင်းစီဘယ်လိုပေါင်းထည့်လို့ရမလဲဆိုတာကိုရှာဖွေပါ။တင်ရဲ့ပျော်ရွှင်မှုကို YouTube ပေါ်မှာဒါမှမဟုတ်ဘယ်စာအုပ်ထဲမှာမှမရှာဖွေပါနဲ့။တင်နှလုံးသားထဲမှာပဲရှာဖွေပါ။တင်အောင်မြင်ခြင်းသလားတိတ်ကောင်းပါတယ်အောင်မြင်မှုဟာတင်အတွက်ဘယ်လိုအဓိပ္ပာယ်လဲဆိုတာကိုဘာသာကိုအခုပြန်မေးကြည့်ပါတင်အတွက်အောင်မြင်မှုရဲ့အဓိပ္ပာယ်ကဘာလဲဘဝကိုအောင်မြင်နေထိုင်နိုင်ဖို့တင်ဘယ်လိုစိတ်ကူးယဉ်ထားလဲအသက်မွေးဝမ်းကြောင်းအလုပ်ကိုင်နဲ့ပတ်သက်ပြီးအောင်မြင်ခြင်းလားဒါမှမဟုတ်တင်ဘဝရဲ့နယ်ပယ်ဒေသအားလုံးမှာအောင်မြင်ခြင်းလားတင်ရဲ့အောင်မြင်မှုအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုတင်ရဲ့တန်လိုက်အိမ်မြောင်အဖြစ်သဘောထားပါတင်ဘဝကိုတစုံတစ်ယောက်ရဲ့ခြေရာအတိုင်းလိုက်ပြီးနင်းလျှောက်သွားရုံနဲ့တိဆောက်နိုင်မှာမဟုတ်ပါဘူးတင်ဘဝကတင်အတွက်အဖိုးမဖြစ်နိုင်တဲ့ယတနာတစ်ပါးပါတင်ဘဝကတင်လက်ထဲမှာပဲရှိပါတယ်တင်ဘဝကိုကိုယ်တိုင်စီမံခန့်ခွဲပြီးအရာတိုင်းကိုတင်ကိုယ်တိုင်မဲ့အဓိပ္ပာယ်သတ်မှတ်တင်ပါတယ်အရာရာကိုမျက်စိမိတ်လိုက်လို့တတ်တဲ့ကျေးကျွန်တယောက်လိုမျိုးနေထိုင်နေရကိုတော်လောက်ပါပြီတင်ဟာကဘာကြီးရဲ့တကယ်ရှင်ဘရင်မကြီးတစ်ပါးမဖြစ်နိုင်ပေမဲ့တင်ဘဝကတော့တင်ရဲ့လုပ်ရက်တွေပေါ်မှာပဲမူတည်နေပါတယ်ဒါကြောင့်တင်ဘဝကိုတင်ပိုင်ဆိုင်တကယ်သူပြုမှုပါကိုပိုင်ဆုံးဖြတ်ချက်တွေကိုချမှတ်ပါအရာရာတိုင်းကိုဘာသာကိုအတိတ်ပဲဖွင့်ဆိုသတ်မှတ်ပါလူဖွဲ့စည်းကပြောသမျှအရာတိုင်းကိုကောင်းကြီးလက်မခံခင်အရင်ဦးဆုံးစဉ်းစားတွေးခေါ်ပါဖျားသခင်ကတင့်ကိုကောင်းကြီးပေးထားတဲ့အုံနောက်ကိုအသုံးပြုပါတင့်ကိုရင်းကိုပြန်ကြည့်ပြီးတင့်ရဲ့စစ်မှန်တဲ့လမ်းပြမှုကိုရှာဖွေပါတင်ဟာတင်ဘဝရဲ့ပဲ့ကန်ရှင်ဖြစ်ဖို့အချိန်ကျပါပြီတင်ဘဝကိုတင်စိတ်ကြိုက်ပုံဖော်ဖန်တီးဖို့အချိန်ကျပါပြီအခုပဲစတင်လိုက်ပါအခန်းကိုလက်တွေ့လှုပ်ဆောင်ရမယ့်အစီအစဉ်အခုချိန်ထိတင်ဘဝနဲ့ပတ်သက်ပြီးဘာတွေကိုမကြိုက်မနစ်သက်ဘူးလဲဆိုတာကိုမသိသေးသေးတင်စိတ်ကူးယဉ်ထားတဲ့ဘဝကိုတိဆောက်နိုင်မှာမဟုတ်ပါဘူးတင်ဟာတင်ဘဝကိုပြောင်းလဲပြစ်ခြင်းနဲ့လူတိုင်းဒီလိုပါပဲဒါပေမဲ့အဓိကကြတဲ့မိကွန်းတစ်ခုကဘာကြောင့်လဲဆိုတာပါပဲတင်ဘဝကိုဘာကြောင့်ပြောင်းလဲပြစ်ခြင်းရတာလဲဆိုတဲ့အကြောင်းပြချက်နှစ်ခုကိုကျွန်မကိုပေးနိုင်မလားတင်ဘဝကိုပြောင်းလဲပြစ်ခြင်းရလောက်တဲ့အထိတင့်ကိုတင်ဒါမှမဟုတ်တင်ဘဝနဲ့ပတ်သက်ပြီးမုန်းတီးနေတဲ့အရာဘာတွေလဲတကယ်လို့တင်ဟာခိုင်မာတဲ့အကြောင်းပြချက်နှစ်ခုမပေးနိုင်ခဲ့ဘူးဆိုရင်ဒါတွေအားလုံးဟာနောက်2ရက်လောက်ကြာရင်တင်မေးရသွားမယ်အပိစကားတွေသာဖြစ်သွားမှာပါတင်ပါကိုပြောင်းလဲခြင်းတလဲဆိုတာကိုမသိဘဲနဲ့ဘယ်လိုလုပ်ပြီးပြောင်းလဲနိုင်မှာလဲငါမကြိုက်တဲ့အရာတွေဒါမှမဟုတ်ငါဘဝနဲ့ပတ်သက်ပြီးမကြိုက်တဲ့အရာတွေကဘာတွေလဲဆိုတာကိုထိုင်ပြီးတေးသေးချာချာချရေးကြည့်ပါဘာတွေကိုပြောင်းလဲရမလဲဆိုတာကိုသိခြင်းဟာတင်စိတ်ကူးယဉ်ထားတဲ့ဘဝကိုရရှိဖို့အတွက်ပထမဆုံးခြေလှမ်းပါပဲတင်စိတ်ကူးယဉ်ထားတဲ့ဘဝကလက်ရှိဘဝနဲ့ကွဲပြားနေတယ်ဆိုတော့အတိတာကြီးပါဒါကြောင့်ပဲအဲ့ဒါကိုစိတ်ကူးယဉ်ဘဝလို့ခေါ်တာပါဒါကြောင့်မို့လို့စိတ်ကူးယဉ်ဘဝနဲ့လက်တွေ့ဘဝကြားတဲ့ကွာခြားချက်ကဘာလဲဆိုတာကိုအင့်ကိုယ်တင်ပြန်မေးကြည့်ပါအသက်မွေးဝမ်းကြောင်းအလုပ်အကင်ဆိုင်ရာကွာခြားချက်တွေသာမကဒီထက်ပိုနက်နဲတူးဆွပြီးတင်ဘဝရဲ့နေပယ်တိုင်းမှာရှိတဲ့ကွာခြားချက်တွေကိုပိုင်းခြားစစ်ဆေးကြည့်ပါနေပယ်တိုင်းလို့ကျွန်မပြောတဲ့အခါမှာတင်းရဲ့ကိုယ်ရေးကိုယ်တာအသက်မွေးဝမ်းကြောင်းစိတ်ခံစားချက်နဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကွာခြားချက်တွေကိုဆိုလိုပါတယ်နေပယ်တိုင်းလို့ပြောတဲ့အခါမှာတင်းစိတ်ကူးရင်ထားတဲ့နေ့စဉ်ဘဝဘယ်လိုပုံစံမျိုးလဲဆိုတာကိုဆိုလိုပါတယ်အဲ့ဒါကိုမျက်လှည့်ပြတယ်လို့မျိုးတရက်ထဲနဲ့ရုပ်တရက်ဝုန်းကနေဆိုပြီးဖြစ်လာမဲ့အရာမဟုတ်ပါဘူးတနေ့မှာတင်းရဲ့စိတ်ကူးရင်ဘဝကိုဖန်တီးနိုင်မှုဆိုရင်တင်းဟာနေ့စဉ်နေ့တိုင်းကိုစိတ်ကူးရင်ထားတဲ့ဘဝမျိုးမှာနေထိုင်နေတယ်လို့မျိုးပြုမှုကိုလိုအပ်ပါတယ်တင်းရဲ့စိတ်ဝိညာဉ်ဟိုးအတွင်းနဲ့မြုပ်ဝင်သွားတဲ့အထိဒီစာကိုထပ်ခါတလဲလဲပြန်ဖတ်ပါဘဝဟာတနေ့မှာအစလောင်းဆိုပြီးမျက်လက်ဆက်ဆက်ပြောင်းလဲသွားမှာမဟုတ်ပါဘူးနေ့စဉ်နေ့တိုင်းတင်းဘလို့နေထိုင်မလဲဆိုတာကိုပဲပြောင်းလဲရမှာပါဒါကြောင့်ကျွန်မနောက်တစ်ခေါက်ထပ်ပြောပြရစီခဏရက်လိုက်ပါတိတ်ဆိတ်တဲ့နေရာတစ်ခုမှာထိုင်ပါစာရွက်တစ်ရွက်ကိုယူပြီးအခုတင်ဘဝနဲ့ပတ်သက်ပြီးတင်မကြိုက်တဲ့အရာ၅ခုကိုချရေးပါတင်ရဲ့လက်ရှိအလုပ်ကိုင်ပဲဖြစ်ဖြစ်အိတ်ဆက်ချိန်အချိန်စရာပဲဖြစ်ဖြစ်ပါအဲ့ဒီစီရင်ကိုဘယ်သူမှတင်အတွက်လာလုပ်ပေးမှာမဟုတ်ပါဘူးအဲ့ဒါကိုတင်ကိုယ်တိုင်ဒီနေ့ပဲပြုလုပ်ရမှာဖြစ်ပါတယ်ဒါမှမဟုတ်ရင်တော့အသက်80ရောက်မှတင်နေထိုင်လာခဲ့တဲ့ဘဝကိုနောက်လိုက်ရနေပါလိမ့်မယ်တကယ်လို့တင်စိတ်ကူးရင်ထားတဲ့ဘဝပုံစံကိုမြင်ရောက်မထားဘူးဆိုရင်လက်ရှိပုံစံကဘာတွေမှရနေတယ်လဲဆိုတာကိုမသိဘူးဆိုရင်တင်ရဲ့စိတ်ကူးရင်အိမ်မက်ထဲကလူပုံစံအတိုင်းဖြစ်လာနိုင်မှာမဟုတ်ပါဘူး
ကျမတင်ကိုလှုပ်ဝက်ချက်တစ်ခုပြောပြပေးရစီတခါတရံမှာကိုနှိမ့်ဆက်တာဟာကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့လိုအပ်တာထက်ပိုပြီးကိုအလွန်အကျွံချစ်မြတ်နိုးနေမယ်ဆိုရင်တင်ဟာလက်တွေ့ဘဝနဲ့ဝေးကွာသွားပြီးအတူရောင်စိတ်ကူးရင်ပူစီပေါင်းနဲ့မှာပဲရှင်သန်နေမိပါလိမ့်မယ်ကျမတို့အဲ့လိုမဖြစ်ချင်ပါဘူးကျမတို့ဟာကိုယ့်ရဲ့လက်ရှိပုံစံကိုချစ်မြတ်နိုးတယ်လို့အနာဂတ်မှာတိုးတက်ပြောင်းလဲလာမယ်ကိုယ့်ပုံစံအပေါ်မှာလည်းရင်ခုန်စိတ်လှုပ်ရှားနေခြင်းပါတယ်ဒါကြောင့်ကိုရိုးသားမှုရှိပါအိုးငါပြပြစုံတဲ့သူတယောက်ပဲငါဘဝမှာဘာမှအယွင်းမှမရှိဘူးလို့ဟန်ဆောင်နေပါနဲ့မဟုတ်ပါဘူးချစ်လေးရဲ့ဒါကအစိတ်တောက်ဆန်တဲ့ကိုချစ်မြတ်နိုးမှုပါတင်းရဲ့နှက်ဆိုင်တဲ့အတွင်းစိတ်ကတင်ပါရီလုံနိုင်တယ်လဲဆိုတာနဲ့တင်ဟာကိုအမှန်တကယ်ဆွမ်းဆောင်နိုင်တာထက်နှင်းကြရဲ့ဘဝမျိုးမှာနေထိုင်နေရတယ်ဆိုတာကိုသိပါတယ်အဲ့ဒီကွာဟာချက်ကကိုမနစ်မြို့ချင်းကိုဖြစ်ပေါ်စေပါတယ်အဲ့ဒီကွာဟာချက်ကိုဖြည့်စွက်နိုင်မှုအတွက်ကိုရိုးသားမှုရှိခြင်းနဲ့စတင်လိုက်ပါကိုရိုးသားမှုရှိပါတခြားလူတွေစီကဘယ်အရာမှမတောင်းဆိုခင်အရင်ဆုံးကိုရိုးသားမှုရှိဖို့တင်ယူပါတင့်အိမ်မက်တွေအားလုံးကိုတက်ပြစ်နေတဲ့လူဟာတင်ကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာကိုလက်ခံရတဲ့တတိရှိပါစေတင်အုံနောက်ကတင့်အပေါ်မှာလှည့်ပြားနေတဲ့အလိညာတွေကိုလည်းကြက်ခံပါတင်ဘဝမှာအပြောတစ်မျိုးအလုပ်တစ်မျိုးလုပ်တဲ့သူတွေကိုတွေ့ရပါလိမ့်မယ်တင်ကိုလိညာနေပြမဲ့သူတွေအများကြီးကိုလည်းတွေ့ရပါလိမ့်မယ်တခြားသူတွေကတင်အပေါ်မှာဘယ်လိုဆက်ဆံကြသလဲဆိုတာကိုတင်မထိန်ချုပ်နိုင်ပေမဲ့ကိုရိုးသားမှုရှိဖို့တော့တင်ယူလို့ရပါတယ်ဘယ်ကကိုအတွက်အကောင်းဆုံးဖြစ်မလဲဆိုတာကိုတင်အတွင်းစိတ်ထဲကနေအမြဲတမ်းနဲ့ဆိုင်သိနေပါတယ်ကိုအတုံးချရုံမဲ့အတုံးချနေတဲ့လူတယောက်ကိုဘယ်အချိန်မှလမ်းခွဲရမလဲဆိုတာကိုတင်ခန်းစားမိပါတယ်တင်ပေတော့မှအမားလုပ်ခဲ့တယ်လို့ဒါမှမဟုတ်တခြားလူတွေကဘယ်အချိန်တုန်းကတင်အပေါ်မှာအမားလုပ်ခဲ့ကြတယ်လဲဆိုတာကိုလည်းသိပါတယ်ဒါမဲ့တင်ဟာကိုတက်တောင့်တက်တာဖြစ်စေတဲ့ comfort zone ထဲမှာပဲနေထိုင်ပြီးအရာရာကိုရှင်းရင်းဆွဲအတိုင်းပဲထားမယ်ဆိုရင်တော့တင်အုံနောက်ကတင်ကိုလှည့်စားလိုက်ပါလိမ့်မယ်တင်အယုံသွင်းမှုအတွက်ကြီးမားတဲ့စင်ကြေစင်တဲ့တွေပေးမိပါလိမ့်မယ်အလုံးမစသေးဘူးလူတယောက်ကိုနောက်တစ်ချိန်ခွင့်ရေးပေးဖို့ဒါမှမဟုတ်ကျန်းမာရေးနဲ့မညီညွတ်တဲ့အသင်စားအစားတောက်တွေကိုတနင်္လာနေ့အထိပဲစားဖို့စသဖြင့်ပေါ့ဒါဟာဘာဖြစ်လို့လဲဆိုတော့ကိုရိုးသားရတာဟာအခက်အခဲဆုံးအလုပ်ဖြစ်လို့ပါပဲတင်ဟာအဆိုးဝါးဆုံးအကြောက်တရားတွေနဲ့နေထိုင်ရနိုင်ပြီးဒီအခြေအနေကိုတိုးတက်ကောင်းမွန်လာအောင်လှုပ်ဆောင်ဖို့မှတခြားရွေးချယ်စရာမရှိတော့ပါဘူးဒါမဲ့အဲ့လိုဖြစ်နေသည့်တိုင်အောင်ကိုရိုးသားမှုရှိခြင်းဟာတင်ဘဝကိုပိုပြီးကျဉ်းတဲ့စရာကောင်းစေပါလိမ့်မယ်တင်အတွက်အကောင်းဆုံးဖြစ်စေမဲ့အရာကိုလုံနိုင်ခဲ့တယ်ဆိုတာကိုသိမြင်လာရတဲ့အတွက်ပျော်ရွှင်လာပါလိမ့်မယ်ကိုဂျင်းနဲ့စိတ်ဟာအဲ့ဒီကနေပဲစတင်ပါတယ်အဆင့်1တခုတည်းလှုပ်ဆောင်ခြင်းဤစွမ်းဘက်ကကျမတို့ဟာကိုတိုးတက်အောင်လုပ်နေတဲ့အချိန်မှာလုံမိတက်တဲ့အကြီးမားဆုံးအမှားတွေတွေကတခုကတော့အရာအလုံးကိုတစ်ချိန်နဲ့တစ်ပြိုင်နက်တည်းအာရုံစူးစိုက်နိုင်ဖို့ကြိုးစားနေခြင်းပါပဲအားကစားခန်းမကိုနေတိုင်းသွားဖို့ကြိုးစားမယ်ကျေးဇူးတင်စရာကောင်းတဲ့အရာတွေနေတိုင်းစီရင်ပြုစုမယ်နေတိုင်းကျန်းမာရေးနဲ့ညီညွတ်အောင်စားတောက်မယ်အဲ့လိုမျိုးပေါ့အရာအလုံးကိုတစ်ပြိုင်နက်တည်းအာရုံစူးစိုက်ဖို့ကြိုးစားတာဟာကျမတို့ကိုအဆင်မပြေတဲ့အခြေအနေတစ်ခုစီဆွဲချသွားနိုင်ပြီးနောက်ဆုံးမှာတော့အားလုံးကိုလက်လျှော့ပြီးတတ်ပါတယ်အဲ့ဒီနောက်တော့ငါဟာအဖြစ်မရှိတဲ့လူတယောက်ပါလားဆိုပြီးကိုပြန်အပြစ်မြင်တတ်ကြပါတယ်အသင်ဟာအရာအလုံးကိုတပြိုင်နက်တည်းမပြောင်းလဲနိုင်ပါဘူးတကယ်လို့အဲ့ဒီလိုလုပ်ဖို့ကြိုးစားမယ်ဆိုရင်လည်းသင်ဟာကိုလောင်ကျွမ်းအောင်ပြုလုပ်နေခြင်းသာဖြစ်ပါတယ်။တင်းရဲ့ခရီးလမ်းကိုအစိတ်တင်စေပြီးကိုအသက်ရှူချက်အောင်လုပ်နေမိပါလိမ့်မယ်။ရေကုန်ရေခဲစူးစမ်းပြီးတာတော့မှဘယ်နေရာမှရလက်ကောင်းတာတွေရမလာတဲ့အခါတင်းဟာရအလုံးကိုဒီတိုင်းလက်ချော့ပြစ်လိုက်ပါတော့တယ်။အဲ့တော့ဘာဖြစ်တယ်လဲ။အဲ့ဒါဟာတင်းရဲ့ကိုလေးစားစိတ်ကိုကြာဆင်းစေပါတယ်။တင်းဘဝမှာဘလို့ကောင်းမွန်တဲ့အရာမျိုးဘယ်တော့မှရရှိနိုင်မှာမဟုတ်ဘူးလို့တွေးမိလာပါတော့မယ်။အဓိကအချက်ကတစ်ချိန်တည်းမှာတခုတည်းကိုပဲအာယူဆူဆိုင်ဖို့ပါပဲဘာဖြစ်လို့ပါလဲဘာဖြစ်လို့လဲဆိုတော့တင့်ရဲ့ပုံမှန်လုံရုပ်လုံစင်တွေကအရာတခုကိုပဲပြောင်းလဲခြင်းကပုံမူလွယ်ကူလို့ပဲဖြစ်ပါတယ်နားလည်သဘောပေါက်ဖို့လည်းပုံမူလွယ်ကူပါတယ်အဲ့လိုနဲ့တင်ဟာနေရာတခုနယ်ပယ်တခုမှာရလက်ကိုစတင်မြင်တွေ့လာရတဲ့အခါပျော်ရွှင်လာရုံနဲ့မကပဲကိုလေးစားစိတ်လည်းမြင့်တက်လာပါတယ်တင်ဘဝမှာနောက်ထပ်အရာတွေအများကြီးကိုတိုးတက်အောင်လှုပ်ဆောင်ဖို့အတွက်ယုံကြည်စိတ်တွေရရှိလာပါတယ်။ဥပမာပြောရရင်2020ခုနှစ်တုန်းကကျမဟာအလုပ်ကနေအနားယူခဲ့ပါတယ်။ကိုအောင်မြင်တဲ့အလွတ်တန်းပညာရှင်တစ်ယောက်ဖြစ်လာလိမ့်မယ်ဆိုရင်မျှော်လင့်ချက်နဲ့ပေါ့။ကျမစူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။လာပေါင်းများစွာကြားတဲ့အထိကျမကိုလှုပ်အပ်မဲ့သူတယောက်မှမရှိခဲ့ပါဘူး။ကျမဟာစိတ်တက်ကြနေခဲ့ပြီးမီတာကရေဖို့အိမ်လာကဖို့စတဲ့ကြားတဲ့ငွေတွေကိုလည်းမပေးဆောင်နိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာကျမနဲ့ကောလိပ်တူတက်ခဲ့တဲ့တငယ်ချင်းတွေကပတ်စံတွေအများကြီးရှာနိုင်နေကြပါပြီအပျော်ခီးတွေထွက်နေကြပြီသူတို့ရဲ့ကိုယ်ပိုင်ပတ်စံနဲ့ပစ္စည်းတွေဝယ်နေကြပြီကျမသူတို့ကိုမနာလို့ဖြစ်မိပါတယ်ကျမဟာရှေ့ကိုရှောက်လန်းနေတဲ့သူတယောက်ဖြစ်ပါတယ်ဆိုတာကိုကိုတက်တည်ပြခြင်းခဲ့ရုံမှာအဲ့ဒီလိုနဲ့ကျမဟာစာရေးဆရာတွေအတွက်ဖန်တီးထားတဲ့ platform တစ်ခုကဖြစ်တဲ့ Medium ဆိုတဲ့ platform ပေါ်မှာစာရေးခဲ့ပါတယ် Medium ကနေကျမဘာမှမမျှော်လင့်ခဲ့ပါဘူးကျမဟာအနည်းဆုံးတော့တစ်ခုကိုလုပ်နေတယ်ဆိုတာကိုတက်တည်ပြခြင်းုံတက်ပါကျမနေတိုင်းစောင်းပါတစ်ပုတ်ရေးမယ်လို့
ရည်မှန်းချက်ချမှတ်ခဲ့တယ်10လကြာတဲ့အခါမှာတော့ကျမမှာ follower အယောက်1000ရှိနေပါပြီဒါနဲ့မကသေးပါဘူးကျမရဲ့စာဖတ်ပရိသတ်တွေစီကနေကျမရဲ့ယုံကြည်စိတ်ကိုမြင့်တင်ပေးနိုင်မယ့်အရာတွေအများကြီးလက်ခံရရှိခဲ့ပါတယ်ကျမဟာအချစ်ခံရတဲ့စာရေးဆရာတယောက်အဖြစ်ကိုစတင်ရှုမြင်လာပါတယ်ကျမဟာစကားလုံးတွေရဲ့စွမ်းအားကိုအမြဲတမ်းယုံကြည်ခဲ့သူပါဒါမဲ့မီဒီယံပေါ်မှာချစ်ချင်းမြတ်တာတွေအများကြီးလက်ခံရရှိပြီးတဲ့နောက်မှာတော့ကျမရဲ့စကားလုံးတွေရဲ့စွမ်းအားကိုစတင်ယုံကြည်လာပါတော့တယ်အဲ့လိုနဲ့ပဲကျမတို့ရဲ့ပထမဆုံးစာအုပ်ဖြစ်တဲ့စကားလုံးများမှပေးသောဒဏ်ရာများဆိုတဲ့စာအုပ်ကိုရေးသားဖြစ်ခဲ့ပါတယ်။အခုချိန်ထိအိမ်မက်တစ်ခုလိုထင်အောင်ထင်မှားအရာတစ်ခုလိုခန်းစားနေရတော့မှာပဲ။တကယ်လို့များတယောက်ကလွန်ခဲ့တဲ့2020ခုနှစ်တုန်းကမင်းဟာတနေ့မှစာရေးဆရာတယောက်ဖြစ်လာလိမ့်မယ်လို့ပြောခဲ့မယ်ဆိုရင်အဲ့ဒီအချိန်တုန်းကကျမဟာရေမောမိပါလိမ့်မယ်။တကယ်တမ်းပြောရရင်2020ခုနှစ်တုန်းကတယောက်ကများကျမကိုမင်းဟာတနေ့မှစာရေးဆရာတယောက်ဖြစ်လာလိမ့်မယ်လို့ပြောခဲ့မယ်ဆိုရင်သင်ဟာကျမရဲ့အနေထားကိုလှောင်ပြောင်နေတယ်လို့ထင်ပြီးကျမအနေနဲ့ပို့ပြီးတော့စိတ်တကျသွားနိုင်ပါတယ်ကျမကိုကျမစာရေးဆရာကောင်းတယောက်ဖြစ်တယ်လို့မယူဆခဲ့ပါဘူးဒါပေမဲ့အခုတော့ကျမဟာမယုံကြည်နိုင်လောက်အောင်ပဲဒုတိယမြောက်စာအုပ်ကိုရေးသားနေခဲ့ပါပြီဒါတွေအားလုံးဖြစ်လာခဲ့တာကလွန်ခဲ့တဲ့2နှစ်တုန်းကကျမချခဲ့တဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့်ပါပဲအဲ့ဒါဟာဆုံးဖြတ်ချက်တစ်ခုတသက်ပဲတော့မဟုတ်ပါဘူးအလုပ်တစ်ခုသာဖြစ်ပါတယ်နေ့စဉ်နေ့တိုင်းအလုပ်တစ်ခုကို10လကြာတဲ့အထိပြုလုပ်ခဲ့ခြင်းဟာကျမကိုယုံကြည်မှုနည်းပါတဲ့စာရေးဆရာတယောက်ဖြစ်ကနေအချစ်ခံရတဲ့စာရေးဆရာတယောက်ဖြစ်လာအောင်ပြောင်းလဲပေးခဲ့ပါတယ်တင့်ကိုလည်းကျမအတိုင်းလိုက်လို့စေချင်ပါတယ်ရုတ်တရက်အပြောင်းလဲကြီးကြီးမားမားဖြစ်လာဖို့မေ့ပြစ်လိုက်ပါပြစ်စလက်ဆန်ဆန်အရာတွေဖြစ်လာလိမ့်မယ်ဆိုရင်မျှော်လင့်ချက်ကိုလည်းမေ့ပြစ်လိုက်ပါအရင်တုန်းကတင်လုပ်ထားခဲ့တဲ့စရင်တင်ဘဝမှာဘယ်ရာတွေကိုမကြိုက်ဘူးလဲဆိုတဲ့စရင်ကိုထုတ်ယူပြီးအဲ့ဒီစရင်ထဲမှာအရေးကြီးတဲ့ပြဿနာတစ်ခုကိုရွေးထုတ်လိုက်ပါအရေးကြီးတဲ့ပြဿနာတစ်ခုဆိုတဲ့အဓိပ္ပာယ်ကဘာလို့ဆိုလို့ကျင်တာပါလဲ2020ခုနှစ်တုန်းကကျမဘဝမှာအရာတော်တော်များများအဆင်မပြေဖြစ်ခဲ့ပါတယ်ကျမဟာကျမကြီးချူရခဲ့ပြီးဒီကိုယ်လုံးမှာအရေးပြတက်မတက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်ကျမရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကိုင်ရလဲဘယ်စီဘယ်ဝဲရောက်လို့ရောက်နေမှမသိခဲ့ပါဘူးအရာအလုံးဟာကျမကိုစိတ်တက်မကြကြအောင်ဆွဲချနေကြပါတယ်ဒီနေရာမှာအရေးကြီးအရာတစ်ခုကိုသင်နားလေသဘောပေါက်ဖို့လိုအပ်ပါတယ်လူတွေကအတင့်ကိုစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးလှုပ်ဆောင်မှုပြောကြပါလိမ့်မယ်။ကျောင်းမှာဆီယာမကအတင့်ကိုပေးလိုက်တဲ့အိမ်စာကိုလို့ဒီလိုမျိုးပေါ့။တင့်ရဲ့စိတ်ကျန်းမာရေးဆိုတာဟာတင့်ရဲ့လက်ရှိဘဝနဲ့ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့အရာလက်တစ်ခုပါ။တကယ်လို့တင့်ဘဝမှာတခုမှရင်းခဲ့မဲဆိုရင်တင်ဟာစိတ်ပိုင်းဆိုင်ရာမှာလည်းစိတ်ဖိစီးမှုများနေတာစိတ်တက်ကြတာစိတ်ပူပန်တော့ကရောက်နေတာမျိုးတွေခံစားရနိုင်ပါတယ်။ပြဿနာကြီးလေစိတ်ဖိစီးမှုများလေပါပဲ။ကျမရဲ့ဖြစ်ကတော့အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ဟာကျမအတွက်အကြီးမားဆုံးစိုးရိမ်တော့ကတစ်ခုပါပဲကျမရဲ့ဒုတိယမြောက်အလုပ်ကအတော်လေးအစိတ်တောက်ဆန်ခဲ့ပြီးတတိဖြစ်သူဟာမကြာခဏဆိုသလိုကျမကိုစူပူချိန်မောင်းလေးရှိပါတယ်ကျမဟာဘယ်တော့မှစာရေးဆရာတယောက်ဖြစ်လာမှာမဟုတ်ဘူးလို့သူမကပြောလေးရှိပါတယ်ကျမဟာအဲ့ဒီတုန်းကအလုပ်တင်အဖြစ်လုပ်ကိုင်နေတာပါအဲ့ဒီနောက်တော့အလုပ်ထွက်ခဲ့ပါတယ်ပိုပြီးတောက်ပတဲ့အနာဂတ်ကိုရလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ပါဒါပေမဲ့ကျမဟာကိုယ့်ကိုအလုပ်အပ်သူတွေရရှိဖို့ခက်ခက်ခဲစူးစမ်းရုန်းကန်ခဲ့ရပြီးတတိပြောခဲ့တဲ့စကားလုံးတွေဟာကျမကောင်းထဲမှာတတိပေးတဲ့တစ်ခုလိုမျိုးမြင်ဟိလာခဲ့ပါတယ်။သူမရဲ့စကားတွေကမှန်လိုက်တာလို့ယုံကြည်လာခဲ့ပါတယ်။ကျမရဲ့တန်ဖိုးကိုမေးခွန်းထုတ်မိပါခဲ့ပါတယ်။အဲ့ဒီအရာလုံးကြောင့်ကျမကစိတ်တက်ကြလာခဲ့ပါတယ်။စာအုပ်ပေါင်းအုပ်ရည်200ကျော်လောက်ဖတ်ပြီးတဲ့နောက်မှာတော့ကျမနားလေသဘောပေါက်သွားတဲ့အရာတစ်ခုရှိခဲ့ပါတယ်။အဲ့ဒါတော့လက်တွေ့လှုပ်ဆောင်ခြင်းဟာအရာအလုံးဒီပါကိုကုသပေးနိုင်တယ်ဆိုတာပါပဲဒါကြောင့်ကျမဟာမီဒီယမ်မို့ကိုတက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်အခုချိန်မှာတော့ဂျန်နာရီဘယ်လိုဆက်ဖြစ်သွားတယ်လဲဆိုတာကိုတင်သိလောက်ပါပြီဒီကနေ့တင်နေထိုင်နေတဲ့ပုံစံမှာအပြစ်နာစာတွေအများကြီးကိုရှာတွေ့ပါလိမ့်မယ်လက်ရှိအချိန်မှာတင်ဘဝကိုမကြိုက်ရတဲ့အကြောင်းရင်းပေါင်းများစွာရှိနေနိုင်ပါတယ်ဒါပေမဲ့တင်ဟာမျက်လက်စရာတယောက်မဟုတ်ဘူးဆိုတာကိုနားလည်ဖို့လိုအပ်ပါတယ်အရာအလုံးကိုတစ်ချိန်တည်းမှာပြီးမြောက်အောင်မြင်အောင်လှုပ်ဆောင်နိုင်မှာမဟုတ်ပါဘူးဒီနေရာမှာတင်ဟာအရေးကြီးဆုံးအရာတစ်ခုကိုသာရွေးချယ်ပြီးအာယုံစိုက်တက်တဲ့သူတစ်ယောက်ဖြစ်ဖို့လိုအပ်ပါတယ်အခုချိန်မှာတင်ရင်ဆိုင်နေရတဲ့အရေးကြီးဆုံးပြဿနာတစ်ခုကိုရွေးချယ်လိုက်ပါတင်ကိုဆွဲချနေတဲ့အဲ့ဒီအရာတစ်ခုကဘာလဲတင်ကိုစိတ်ဖိစီးမှုများအောင်ပူပင်တော့ကရအောင်လုပ်နေတဲ့တင်ဘဝရဲ့တစ်ခုတည်းသောနေပဲကဘာလဲတင်ကိုတနေရာထဲမှာပိတ်မိနေသလိုခံစားရစေတဲ့တင်ဘဝရဲ့ရှုထောင့်အမြင်ကဘာလဲအဲ့ဒီအရေးကြီးတဲ့ပြဿနာကိုရှာဖွေဖော်ထုတ်ပါအမှန်တကယ်တော့အဲ့ဒီအရေးကြီးတဲ့ပြဿနာကပဲတင်ဟာတယောက်တည်းနေရတာကိုဘာကြောင့်မနစ်သက်တာလဲဆိုတဲ့အကြောင်းပြချက်ဖြစ်နေနိုင်ပါတယ်တင်ဟာတယောက်တည်းဖြစ်သွားတာနဲ့တပြိုင်နက်ဘဝမှာတခုတော့မှားယွင်းနေပြီဆိုပြီးတင်ရဲ့စိတ်ကတင်ကိုတတိပေးချက်တွေပေးဖို့ပါလိမ့်မယ်တင်ဟာဘာမှလုပ်စရာမရှိပဲတကူတည်းဖြစ်နေတဲ့အချိန်မှာတင်မင်းဘဝကတနာစရာကောင်းလိုက်တာဆိုပြီးတင်ရဲ့စိတ်ကတတိပေးနေပါလိမ့်မယ်တင်ဟာပြောင်းလဲလူစိတ်တွေတဖွာဖွာဖြစ်ပေါ်လာနိုင်ပြီးအရာအလုံးကိုတစ်ချိန်တည်းမှာတိုးတက်အောင်လုပ်ချင်စိတ်တွေဖြစ်ပေါ်လာနိုင်ပါတယ်။ဒါမဲ့တင်ဟာလူသားတစ်ယောက်ဖြစ်တယ်ဆိုတာကိုသတိရပါ။တင်ဟာတူညီတဲ့အားထုတ်မှုနဲ့တစ်ချိန်တည်းမှာအရာအများကြီးကိုအာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။တင်ဟာအရာတစ်ခုတည်းပုံမှာပဲတိုးတက်အောင်လုပ်ဖို့
အာယုစိုက်ထားတဲ့အခါတင်းရဲ့စွမ်းဆောင်ရည်ကိုတိုင်းတာနိုင်ဖို့ပုံမလွယ်ကူသလိုတင်းလည်းပဲစိတ်လှုပ်ရှားမှုကိုခံစားရနိုင်ပါတယ်။ဒီနေ့မှာတင်းရဲ့ကမာကြီးကိုပြောင်းလဲပြစ်နိုင်ရမယ်ဆိုတဲ့ဖိအားကိုခံစားရတော့မှမဟုတ်ပါဘူး။အခုကျွန်မအကြံပြုချင်တာကတော့ဒီစာအုပ်ကိုခဏပေးလိုက်ပါ။အခုတခုတည်းတော့အရေးကြီးတဲ့ပြဿနာကိုရှာဖွေဖော်ထုတ်ဖို့အချိန်ခဏယူလိုက်ပါ။ဘာဖြစ်လို့လဲဆိုတော့နောက်တစ်ခါမှအဲ့ဒီနယ်ပယ်တစ်ခုကိုဘယ်လိုပဲပုံအထူးအာယုစိုက်ပြီးလှုပ်ဆောင်ရမလဲဆိုတာကိုဆွေးနွေးကြမှာဖြစ်လို့ပါပဲ။အဆင့်နဲ့အဓိကလှုပ်ဆောင်မှုတစ်ခုတင်ပေါ်မှာဘယ်နယ်ပယ်ကိုပို့ပြီးအာယုစိုက်ဖို့လိုအပ်တယ်လဲဆိုတာကိုဆုံးဖြတ်ပြီးရင်တော့လက်တွေ့လှုပ်ဆောင်ရမယ့်အချိန်ရောက်လာပါပြီ။ဒါပေမဲ့မေးခွန်းကဘယ်နေရာကနေစရမှာလဲလူများစုလုပ်လို့ရှိတဲ့အမှားကသူတို့ဟာဆက်ဆချင်းမှာတော့ရောက်တဲ့ရန်ရာကိုအတက်သေးရောလုပ်တတ်ကြပါတယ်။ဒါပေမဲ့နောက်တစ်ပတ်လဲရောက်ရောဘာလို့ရမှန်းမသိတော့ဘူးဖြစ်ကုန်ကြပါတယ်။ကျွန်မစီမှာလည်းတစ်ချိန်လုံးအဲ့လိုမျိုးဖြစ်ခဲ့ပါတယ်။အရင်တော့ကကျွန်မကျမရေးနဲ့ပို့ပြီးညီညွတ်တဲ့ဘဝနေထိုင်မှုပုံစံတစ်ခုကိုမွေးမြူဖို့ကြိုးစားခဲ့ပါတယ်။ကျွန်မဟာဆရာတက်ကြွနေခဲ့ပြီးဒီနှစ်တော့ငါဟာပို့ပြီးကျမ်းမာတန်ဆွမ်းတဲ့လူတစ်ယောက်ဖြစ်လာစေရမယ်လို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။တပတ်တောင်မခံလိုက်ပါဘူး။ကျွန်မဟာစီကြော်မုံတွေနဲ့ဖီဇာတွေကိုပါဇက်ထဲကိုထိုးထည့်ရင် Netflix ကနာမည်ကြီးစိတ်ကူးရင်အချစ်ဇလန်ရုပ်ရှင်တစ်ပုဒ်ကိုထိုင်ကြည့်နေမိတော့တာပါပဲဒါပေမဲ့အရင်တုန်းကပြောခဲ့ဘူးသလိုပါပဲကျမဟာမီဒီယံပေါ်မှာစာစရည်တဲ့အချိန်ကျမစီမှာရည်မှန်းချက်ပန်းနိုင်တစ်ခုပဲရှိခဲ့ပါတယ်အဲ့ဒီပန်းနိုင်ကလက်တွေ့လှုပ်ဆောင်မှုအပေါ်မှာအခြေခံထားတာပါပထမဆုံးနေတွေကကျမရှင်းရှင်းလင်းလင်းသိနားလည်ထားပါတယ်အဲ့ဒီအကြောင်းကိုကျမရဲ့ WhatsApp group ထဲမှာတော့ရေးထားခဲ့ပါတယ်အဲ့ဒီ group ထဲမှာကျမတယောက်တည်းကိုပဲထည့်ထားတာပါအဲ့ဒါနီလန်ကောင်တစ်ခုပါပဲတင်တယောက်တည်းပဲရှိတဲ့ group တစ်ခုကိုဖွဲ့လိုက်ပါပြီးတော့တင့်ကိုတင်စာတိုတွေပေးပို့လိုက်ပါတခြားလူတွေစီကနေတင်လက်ခံရရှိလိုတဲ့ message တွေတင့်ရဲ့လက်ရှိစိတ်ကိုတည်ငြိမ်သွားစေပြီးရိုးရိုးရှင်းရှင်းတွေးခေါ်နိုင်အောင်လုပ်ပေးမဲ့စာတွေဒါမှမဟုတ်ကိုသတိပေးတဲ့စာတွေလိုမျိုးပါကျမရဲ့ရည်မှန်းချက်ကတော့တနေ့ကိုဆောင်းပါးတစ်ပုဒ်ရေးဖို့ပါပဲနောက်ပြီးကျမရဲ့တိုးတက်မှုလမ်းကြောင်းကိုရှေ့ရခံမှုအတွက်အိဇက်ရှိတွေရေးဆွဲတာရှင်းစရာကောင်းတဲ့ template ပုံစံတွေမျက်စိပရာသာရှိစေမဲ့နေ့စဉ်မှတ်တမ်းစာအုပ်တွေဝယ်ယူတာမျိုးကိုဘယ်တော့မှမလုပ်ခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတာသင်သိပါသလားဘာဖြစ်လို့လဲဆိုတော့ကျမဟာကိုလိုအပ်တာတဲ့ပို့ပြီးဝင်ထုတ်ဝင်ဖို့မဖြစ်စေလိုတာကြောင့်မှလက်တွေ့လှုပ်ဆောင်မှုတစ်ခုကိုခြေရာခံရတာဘလောက်တောင်မှခက်ခဲနိုင်တဲ့ကိစ္စဖြစ်နေလို့ပါလဲနေ့တိုင်းဆောင်းပါးတစ်ပုဒ်ကျမရေးသလားမရေးဘူးလားရှင်းလေးပါဒါပဲလေဟုတ်တယ်မလားတင်းရဲ့နားလည်ထားရမှာတခုရှိပါတယ်။ကြားရတာနားထောင်ကောင်းပြီးစိတ်ရတက်ကြွဖွယ်ကောင်းတဲ့ရည်မှန်းချက်ပန်းနိုင်ကြီးတွေကိုချမှတ်တာကောင်းပါတယ်။အဲ့ဒါဟာတင်းရဲ့စိတ်ရထက်သန်မှုကိုပြသနေပါတယ်။ဒါမဲ့တင်းရဲ့မိုင်မဲမှုကိုလည်းကိုစားပြုနေပြန်ပါတယ်။လူတွေဟာတစ်ချိန်လုံးရည်မှန်းချက်တွေချမှတ်နေကြပါတယ်။သူတို့ကိုသူတို့ဂဏိတွေအကြီးအကျယ်ပေးပြီးနောက်ဆုံးမှာတော့စင်ကြေစင်လက်တွေပေးရင်းနဲ့ဒါအဆုံးသက်သွားပါတော့တယ်။အဲဒီနောက်မှာတော့တခြားလူတွေကသူတို့နားမှာနေပေးပြီးသူတို့ရဲ့ဂဏိတွေကိုအကောင့်ထဲပေါ်ဖြည့်ဆည်းပေးလာမှကိုမျှော်လင့်နေတတ်ကြပါတယ်။ဖေရရေကျမတို့ဟာကိုဟာသားတွေလုပ်နေကြတာပါလားကျမအနေနဲ့တင်းကိုလှုပ်စေချင်တာတခုကတော့အသက်ရှူသွင်းမှာစိတ်ရှိထားပါပြီးတော့ကျမပြောနေတာကိုအာရုံစိုက်ပါဒီတကူကတင်းရဲ့ပန်းနိုင်တွေအပေါ်မှာရှုမြင်တဲ့ပုံစံနဲ့တင်းရဲ့လှုပ်တဲ့စနစ်ကိုတိတိတသာပြောင်းလဲသွားစေပါလိမ့်မယ်မရရမသေးကြတဲ့ပန်းနိုင်တွေချမှတ်မဲ့အစားလက်တွေ့လှုပ်ဆောင်နိုင်မဲ့ပန်းနိုင်တွေချမှတ်နိုင်ဖို့သာအာရုံစူးစိုက်ပါလက်တွေ့လှုပ်ဆောင်နိုင်မဲ့ပန်းနိုင်တွေဆိုတာဘာတွေလဲလက်တွေ့လှုပ်ဆောင်နိုင်မဲ့ပန်းနိုင်တွေဆိုတာဟာတင်အိမ်မက်မှတ်ထားတဲ့ဘဝကိုရရှိဖို့အတွက်ဘာတွေလုပ်ရမလဲဆိုတာကိုသိချင်းမဲ့ဖြစ်ပါတယ်။လက်တွေ့လှုပ်ဆောင်ရမယ့်ပန်းနိုင်ဆိုတာဟာတင်ရဲ့ခရီးလမ်းဆုံးပန်းနိုင်တဲ့ခြေတလန်းပုံမနီးကပ်လာဖို့အတွက်နေ့စဉ်နေ့တိုင်းတင်လှုပ်ဆောင်ရမယ့်အရာတွေကိုတိတိကျကျသတ်မှတ်ထားခြင်းပဲဖြစ်ပါတယ်။ကျမဟာလက်တွေ့လှုပ်ဆောင်ရမယ့်ပန်းနိုင်တစ်ခုကိုသတ်မှတ်တဲ့အခါကျမရဲ့ပန်းနိုင်ကစာရေးခြင်းဆိုတဲ့လှုပ်ဆောင်ချက်တစ်ခုဖြစ်တယ်ဆိုတာကိုတိကျပြတ်သားစွာသတ်မှတ်ထားခဲ့ပါတယ်။ဒါအပြင်နေ့စဉ်နေ့တိုင်းလုပ်ဖို့ဆိုတာကိုလည်းထည့်သွင်းသတ်မှတ်ထားပါတယ်။ဒါဟာကျမလုပ်ရမယ့်အချိန်အရေးအတွက်ကိုသတ်မှတ်ထားခြင်းဖြစ်ပါတယ်။အခုတင်းအလဲရောက်ပါပြီ။နောက်တစ်ချိန်ထပ်ပြောပါမယ်။ကိုအလွန်ကျွန်းတော့မလုပ်ပါနဲ့။ဆောင်ရွက်တစ်ရွက်ကိုယူပြီးအဲ့ဒီဆောင်ရွက်ပေါ်မှာအဓိကပြဿနာနဲ့လက်တွေ့လုပ်ဆောင်ရမယ့်ပန်းနိုင်တစ်ခုကိုချရေးလိုက်ပါ။တင်းရဲ့ပန်းနိုင်နဲ့နီးကပ်လာစေမဲ့တင်းနေတိုင်းလုပ်ရမယ့်လက်တွေ့လုပ်ဆောင်မှုတစ်ခုကဘာလဲဆိုတာကိုကိုယ့်ဘာသာကိုတိတိကျကျသတ်မှတ်ပါ။အဲ့ဒီနောက်မှာတော့ဘာတွေပဲဖြစ်နေအဲ့ဒီအရာကိုမဖြစ်အောင်လုပ်ပါတော့အဆင့်3တင်းရဲ့သဘောတဘာဝကိုသိပြီးတင်းရဲ့လှုပ်ဆောင်ချက်တွေနဲ့ကိုက်ညီမှုရှိအောင်လုပ်ပါအခြေခံအကျဆုံးလူတဘာဝတွေထဲကတစ်ခုကတော့တင်းဟာတစ်ခုခုကိုလှုပ်ဆောင်မှုအတွက်ကိုပို့ပြီးဖိအားပေးနေလေစိတ်ညစ်မှုနဲ့စိတ်တကြမှုကိုပို့ပြီးခံစားရလေပဲဖြစ်ပါတယ်အဲ့ဒါကတင်းအပေါ်မှာအပြစ်ပေးထားတာနဲ့တူပါတယ်ဒါ
အရင်တော့ကျမဟာလေးကျင်ကောင်းနေနဲ့ချစ်စရာကောင်းတယ်လို့ထင်ရတဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုလိုက်လုပ်ဖို့ကြိုးစားတဲ့အခါတိုင်းအမြဲလိုမအောင်မြင်ခဲ့ပါဘူးကျမအမြဲတမ်းဝေးမြူခြင်းနဲ့အလေးကျင်တွေကတခုကတော့မနက်9 နာရီမှအိယာထားဖို့ပါပဲမနက်စောစောအိယာထားခြင်းဟာကောင်းကျိုးအမြောက်များရှိတယ်လို့ကျမနှစ်ကာယုံကြည်ထားခဲ့ပါတယ်ကျမဟာရော်ဖင်ရှာမာရဲ့မနက်9 နာရီကလပ်ဆိုတဲ့စာအုပ်ကိုတော့ဖတ်ခဲ့ပူပါတယ်တိတ်ကိုအံ့ဩသင့်စရာကောင်းတဲ့စာအုပ်တစ်အုပ်ပါပဲနောက်ပြီးအံ့ပွဲနနက်ခင်းဆိုတဲ့စာအုပ်ကိုလည်းဖတ်ခဲ့ပူပါတယ်အဲဒီစာအုပ်ဟာလည်းတိတ်ကောင်းတဲ့စာအုပ်တစ်အုပ်ပါပဲကျမဟာYouTube ပေါ်ကဗီဒီယိုတွေအများကြီးကိုလည်းကြည့်ခဲ့ပူပါတယ်နက်နက်စောစောအေယာထာနီအကြောင်းပြောထားတဲ့ဗီဒီယိုတွေပါပြီးတော့တခြားသောဗီဒီယိုဖန်တီးသူတွေရဲ့နက်နက်ခင်းနေ့စဉ်လုပ်ငန်းဆောင်တာတွေကိုလည်းကြည့်ရှုခဲ့ပူပါတယ်အဲ့ဒါတွေကိုကြည့်ပြီးတော့မနက်စောစောအေယာထားနိုင်အောင်သင်ယူခဲ့ပါတယ်ဒါပေမဲ့ဘယ်တစ်ခုမှကျမအတွက်အလုံးမဖြစ်ခဲ့ပါဘူးကျမစူးစမ်းခဲ့ပါတယ်မအောင်မြင်ခဲ့ပါဘူးအကြိမ်ပေါင်းများစွာပါအမေရတော့ကျမကိုအိပ်ပျော်နေတဲ့အလှပကလေးလို့ခေါ်တဲ့အထိပါပဲဒီနေရာမှာအဓိကမေးခွန်းကဘာကြောင့်လဲဆိုတာပါပဲမနက်စောစောအိပ်ရထားဖို့ကျမဘာဖြစ်လို့အိမ်လောက်ထိပင်မန်းစူးစမ်းနေရတာလဲပြီးတော့အဲ့ဒါတွေမကသေးပါဘူးနေမြင့်တဲ့အထိအိပ်ဆက်မိတဲ့အတွက်ကျမချိန်ဆမိပါသေးတယ်ဒါမဲ့နောက်ပိုင်းမှာတော့လူတစ်ယောက်နဲ့တစ်ယောက်စီမှာမတူကွဲပြားတဲ့ခန္ဓာကိုယ်နာရီအသီးသီးရှိကြတယ်ဆိုတဲ့သဘောတရားကိုသိလာခဲ့ပါတယ်အတူချုပ်ပြောရရင်တင့်ရဲ့ဇီဝကာမနာရီဟာတင်အကောင်းဆုံးအလုပ်လုပ်နိုင်မယ့်အချိန်ကိုထိန်းချုပ်ထားပါတယ်အရှင်းဆုံးပြောရရင်လူတိုင်းဟာမနက်စောစောစီးစီးအိပ်ရာထားနိုင်တဲ့သူတွေကြီးပဲမဟုတ်ပါဘူးတချို့လူတွေကညဘက်မှာအကောင်းဆုံးအလုပ်လုပ်နိုင်ပေမဲ့တခြားလူတွေကတော့မနက်ခင်းချိန်ကိုပုံမကြိုက်နဲ့တက်တာမျိုးလေးရှိကြပါတယ်ဒီသဘောတရားနဲ့ကျမရဲ့ခန္ဓာကိုယ်ကိုပုံမလေးလာပြီးရဲ့နောက်ပိုင်းမှာတော့ကျမဟာမနက်စောစောအိပ်ရာထားနိုင်တဲ့သူမဟုတ်ဘူးဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်ကျမဟာညဘက်ကျမှအကောင်းဆုံးအလုပ်လုပ်နိုင်တာပါညအချိန်ရောက်မှပဲအကောင်းဆုံးတီထွင်ဖန်တီးနိုင်စွမ်းတွေကိုခန်းစားရပါတယ်နောက်ပြီးတကယ်လို့ကျမရဲ့ပန်းနိုင်ကအလုပ်တွေကိုအများကြီးပြီးမြောက်အောင်မြင်အောင်လုပ်နိုင်ဖို့ဆိုရင်ဘာကြောင့်များမနဲ့စောစောအိပ်ရာထားဖို့ကိုအတင်းအကျပ်ဖိအားပေးနေရတာပါလေအခုတော့ကျမဟာဘယ်အချိန်မှအကောင်းဆုံးအလုပ်လုပ်နိုင်တယ်လဲဆိုတာကိုသိသွားပါပြီလူအများစုလုပ်နေကြတဲ့လိုရိုးလုပ်စဉ်တွေအတိုင်းလိုက်လုပ်ဖို့ကိုချိန်ဆနေမဲ့အစားကျမလုပ်ချင်တဲ့အချိန်မှပဲအလုပ်လုပ်ပါတော့တယ်အခုတင်းတို့ကိုဘာဖြစ်လို့ဒီအကြောင်းတွေပြောပြနေရတာပါလဲအဓိကအချက်ကတော့လူတိုင်းဟာကိုတိုးတက်စေမဲ့စီမံကိန်းတွေကိုစတင်လှုပ်ဆောင်လာကြပါတယ်ရည်မှန်းချက်ပန်းနိုင်တွေတတ်မှတ်ကြတယ်ဒါပေမဲ့အများစုကတော့လက်မြောက်ရှုံးပေးသွားကြပါတယ်ကျမကိုယ်တိုင်လည်းပဲအရှုံးပေးခဲ့ပူပါတယ်ကျမတင်ကြပေါက်ပြောရပါတယ်ဟိုးတုန်းကတင်လည်းပဲတင့်ရဲ့ပန်းနိုင်တွေကိုလက်လျှော့ခဲ့ပူပါလိမ့်မယ်ဘာကြောင့်ပါလဲဘာဖြစ်လို့လဲဆိုတော့ရက်အနှဲငယ်ကြာပြီးရဲ့နောက်မှာတော့အဲ့ဒါကိုပြည်တယ်တစ်ခုလိုမျိုးခံစားနိုင်ရလို့ပဲဖြစ်ပါတယ်အစောပိုင်းမှာတော့ကျမတို့ကဆေးရတက်ကြွမှုကြောင့်အလုပ်တွေလုပ်ရတာကောင်းတယ်လို့ခံစားရပါတယ်ဒါပေမဲ့ဆေးရတက်ကြွမှုတွေအငွေ့ပြန်ပြောက်ွယ်သွားတာနဲ့တပြိုင်နက်ကျမတို့လက်လျှော့လိုက်ကြပါတော့တယ်အဲ့ဒီအလုပ်ဟာပင်ပန်းနှွမ်းနေစရာကောင်းပြီးစိတ်လှုပ်ရှားစရာမကောင်းတော့လို့ပါပဲအဲ့ဒါတွေအလုံးကိုဖြစ်ပေါ်လာသေးတဲ့အကြောင်းရင်းကတော့လူတိုင်းဟာမတူကွဲပြားကြပြီးသူတို့ရဲ့အလုပ်လုပ်ပုံတွေဟာလည်းကွဲပြားခြားနားနေကြလို့ပဲဖြစ်ပါတယ်တကယ်လို့တင်ဟာတခြားလူတယောက်အတွက်ထွက်တဲ့အဖြေတိုင်းလိုက်ထွက်ဖို့ကိုအတင်းကျပ်ဖိအားပေးမယ်ဆိုရင်တင်ရဲ့ကိုယ်ပိုင်ဘဝကိုဆုံးရှုံးသွားရပါလိမ့်မယ်ကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်တွေကိုရောက်ဖို့အတွက်အလုပ်လုပ်ရတာဟာပျော်ရွှင်စရာကောင်းပြီးစိတ်လှုပ်ရှားစရာကောင်းတင်ပါတယ်ခြေကုန်လက်ပန်းချတာမျိုးမဖြစ်တင်ပါဘူးအခုအဲ့ဒီလိုပြောစရာကောင်းဖို့ဆိုရင်ကျမတို့ဟာလက်ရောညီတွေဖြစ်အောင်နေထိုင်တတ်ဖို့လိုအပ်ပါတယ်။တင်းရဲ့ရည်မှန်းချက်ပန်းနိုင်ကိုရောက်ဖို့အတွက်အစင်အလာနီးလန်းဟောင်းတွေစီကနေကိုလွတ်မြောက်အောင်လုပ်ဖို့လိုအပ်ပါတယ်။တင်းဟာဘယ်လိုလုပ်ရတာကိုကြိုက်နေတတ်တယ်လဲဘယ်အချိန်မှအကောင်းဆုံးလုပ်နိုင်တယ်လဲဆိုတာကိုရှာဖွေတူးဆဖို့လိုအပ်ပါတယ်။တင်းရဲ့ပန်းနိုင်ကိုရောက်ဖို့လှုပ်ဆောင်နေတဲ့အချိန်မှာတင်းဟာစိတ်အားတကြွမှုကိုတေချာပေါက်ခံစားရသင့်ပါတယ်။2023ခုနှစ်အတွက်ကျမရဲ့ရည်မှန်းချက်တွေကတခုကတော့စာရေးစရာတယောက်အဖြစ်ရှောက်လန်းနေတဲ့ခီးလန်းကိုအာရုံစူးစိုက်ဖို့ပါပဲ။ကျမရဲ့အဓိကလုံဆောင်မှုပန်းနိုင်ကတော့နေတိုင်းစာမျက်နှာ10မျက်နှာရေးသားဖို့ပါကျမဟာလူအများစုအကြံပေးသလိုမနက်ခင်းမှာထိုင်ပြီးစာရေးတာမျိုးမလုပ်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျမရဲ့ယူဆချက်အရတင်ဟာစိတ်မပါတဲ့အချိန်မှာစာရေးနိုင်မှာမဟုတ်လို့ပါပဲ။ကျမအတွက်စာရေးခြင်းဆိုတာဟာအချိန်စရာအတိုင်းလှုပ်ဆောင်ရမယ်လို့ရိုးလှုပ်စဉ်တစ်ခုမဟုတ်ပဲကျမရဲ့နှလုံးသားထဲကိုတိုးဝင်မဲ့ဂီတတန်စင်တစ်ခုဖြစ်နေတာကြောင့်ပါပဲ။တင်ဟာတခြင်းတစ်ပုဒ်ကိုနားထောင်ဖို့ကိုအတင်းအားဓမ္မတွန်းအားပေးဖို့မရပါဘူး။ဒါကြောင့်မနက်ပိုင်းမှာစာရေးဖို့ကိုအတင်းအကျပ်ဖိအားပေးနေမဲ့အစားကျမရေးချင်တဲ့အချိန်ပဲစာရေးပါတယ်အဲ့ဒါကကျမတို့ပို့ပြီးပြောစရာကောင်းပါတယ်ကျမဘဝနဲ့ရှင်ရင်နောက်ထပ်ဥပမာတစ်ခုကိုပြောပြရရင်ကျမဟာအမြဲတမ်းကျမ်းမာတန်ဆွမ်းသူတစ်ယောက်ဖြစ်ချင်ပါတယ်ဒါကြောင့်နေ့တိုင်းဂျင်ကိုသွားဖို့ရည်မှန်းချက်ချထားပြီးကျမ်းမာတန်ဆွမ်းနေမဲ့ပုံစံကိုစိတ်ကူးရင်လေးရှိပါတယ်ဒါပေမဲ့အဲ့ဒါဘယ်တော့မှနှစ်ပတ်ထပ်ဖို့မခံခဲ့ပါဘူးဒါကြောင့်ဒီနှစ်မှာတော့ကျမရဲ့ခန္ဓာကိုယ်ကိုနေ့စဉ်နေ့တိုင်းလှုပ်ရှားမှုပြုလုပ်ဖို့ရ
ညီမှန်းချက်ချမှတ်ထားပါတယ်ဒါမဲ့ဘလို့နီးလန်းနဲ့လုံမလဲဆိုတာတော့ကျမပေါ်မှာဒါမူတည်ပါတယ်လူကြိုက်များတဲ့နမဲကြီးတဲ့နီးလန်းတွေအတိုင်းလိုက်လုံမှာမဟုတ်ပါဘူးကျမဟာတခါတရံကခုံရတာနဲ့ယောဂကစားရတာကိုပုံမှုနှစ်သက်လေးရှိပြီးကျန်တဲ့အချိန်တွေမှာတော့မနက်စောစောစီးစီးထပြီး10-12 ကီလိုမီတာလောက်စပိန်နေတာမျိုးပဲလုပ်လို့ရှိပါတယ်ဒါကကျမလှုပ်ချင်တဲ့ပုံစံမျိုးပါပဲကွာခြားချက်ကိုတင်မြင်ရလားကျမဟာနေ့စဉ်နေ့တိုင်းကိုလိုချင်တဲ့ပုံစံနဲ့ပဲရီမန်းချက်ပန်းနိုင်တွေစီကိုရှောက်လန်းသွားနေတာဖြစ်ပါတယ်တခုခုကိုပုံစံမျိုးမျိုးနဲ့လုပ်ဖို့ကိုအတင်းအကျပ်ဖိအားပေးခိုင်းစေတာမျိုးမလုပ်ပါဘူးဒါဟာကျမရဲ့ဘဝဖြစ်တာမို့ကျမတို့တက်တောင့်တက်တာဖြစ်စေမဲ့ကျမပုံမှုကြိုက်နေတဲ့တဲ့နီလန်းတွေနဲ့ပဲကိုရဲ့ရီမန်းချက်တွေကိုရရှိအောင်လုပ်ဆောင်မှာဖြစ်ပါတယ်တင်းကိုလည်းကျမအတိုင်းလိုက်လုပ်ဖို့အကြံပြုချင်ပါတယ်တဲ့အတွက်ဝင်ထုတ်ဝင်ဖို့ဖြစ်စေမဲ့အရာတွေကိုလုံးမဲ့စားပြောစရာကောင်းစေမဲ့အရာတွေကိုပဲလုပ်ပါနည်းနည်းတော့အပြောင်းလဲလုပ်လိုက်ပါဒီနေ့တင်ပါကိုလုပ်ချင်တယ်ဆိုတာကိုအာရုံစူးစိုက်ပြီးနေ့စဉ်လုပ်နေရတဲ့တာမန်အသေးမွားရာလေးတွေအစားဘယ်လိုပြောစရာကောင်းအောင်လုပ်ရမလဲဆိုတာကိုအာရုံစိုက်ပါအဓိကချက်ကတော့တင်ဟာအမြဲတစေတသမတ်ထဲရှိနေမှာမဟုတ်ပါဘူးတင်ဟာစင်ကဲပြောင်းလဲနေပါတယ်တင်ရဲ့အကြိုက်တွေကပြောင်းလဲနေတယ်လို့တင်ရဲ့အလုပ်လုပ်တဲ့ပုံစံကလည်းပြောင်းလဲနေပါတယ်မနေ့ကတင်အတွက်အလုပ်ဖြစ်ခဲ့တဲ့အရာတွေဟာမနှက်ဖြန်မှာတော့အလုပ်ဖြစ်ကောင်းဖြစ်တော့မှာမဟုတ်ပါဘူးအခုဒီခန်းကိုအချင်းချုပ်ရရင်ကို့အတွက်လက်တွေ့လှုပ်ဆောင်နိုင်မဲ့ပန်းနိုင်တွေကိုချမှတ်ပြီးကိုတိုးတက်မှုလမ်းကြောင်းပေါ်ကိုဒီနေ့ပဲစတင်ရှောင်လန်းလိုက်ပါတော့အခန်း30တင်ရဲ့တကူတဲ့အချိန်ကိုဆွဲလန်းနေပါစေတင်ဟာကိုချင်းမြတ်နိုးတဲ့သူတွေနဲ့အတူတူအချိန်ကုန်ဆုံးရတာကိုကြိုက်နှစ်သက်ပေမဲ့တချို့လူတွေနဲ့အတူတူရှိနေရတာကိုတော့ဘာဖြစ်လို့မနှင်းမျိုးရတာလဲဘာဖြစ်လို့လဲဆိုတော့တင်ချစ်တဲ့သူတွေတင်ကိုချစ်တဲ့သူတွေနဲ့အတူတူရှိနေချိန်မှာအချိန်တွေဟာကုန်ဆုံးလွယ်လို့ပါပဲတင်ဟာသူတို့ရဲ့တရှိမှုကိုဆွဲလန်းနေတယ်လို့ပါသူတို့ဟာတင့်ကိုချစ်ချင်းမြတ်တာတွေဂင်းဆိုင်ကျင်နာမှုတွေရေမောတန်တွေလှုပ်ဝက်ချက်တွေနဲ့ထွေးပွေးမှုတွေကိုမျှဝေပေးလို့ပါတင်ကအဲ့ဒီအရာတွေကိုမျှော်လင့်နေရလေဟုတ်တယ်မလားသူတို့ကတင်နဲ့အတူတူရှိမနေတဲ့အချိန်မှာတော့တင်ဟာအဲ့ဒီချိုးမြိန်စရာလေးတွေအလုံးကိုလွတ်စွန့်တန်းတာနေမိတတ်ပါတယ်ထိုနည်းတူစွာပဲတင်ဟာတချို့လူတွေနဲ့အတူတူရှိနေရတာကိုတော့မနစ်သက်ပါဘူးဘာဖြစ်လို့လဲဆိုတော့သူတို့နဲ့အတူတူရှိနေရတဲ့အချိန်ဟာတင်အတွက်ဆိုးရတဲ့အချိန်မျိုးဖြစ်နေလို့ပါပဲသူတို့ကတင့်ကိုနားမလဲဘူးတင့်ကိုပေးစရာချစ်ချင်းမြတ်တာလည်းမရှိဘူးတင်နဲ့တူညီတဲ့စိတ်ဝင်စားမှုတွေလည်းမရှိဘူးဘာဆိုဘာမှမရှိဘူးတကယ်လို့ကျွန်မပြောချင်နေရအောင်တင်နားမလဲဘူးဆိုရင်ပွေးမွေးရှင်းရှင်းပဲပြောလိုက်ပါရစေတင်ဟာကိုယ့်ဘာသာကိုတယောက်တည်းချိန်ဖြုံးရတာကိုမနစ်သက်ရတဲ့အကြောင်းရင်းကတော့တင်ကိုယ်တိုင်နဲ့ပေါင်းသစ်ဆက်ဆံရေးဟာဒုတိယမျိုးစားထဲမှာကြာရောက်နေလို့ပဲဖြစ်ပါတယ်တင်အတွက်တင်ပေးစရာဘာမှမရှိဘူးအချစ်လည်းမရှိဘူးပျော်ရွှင်မှုတွေလည်းမရှိဘူးကျွန်မပြောခဲ့ဘူးသလိုပဲမွေးရမြေကိုပြန်ရောက်လာချိန်တကယ်ချင်းတွေကကျမနဲ့ SSM မလုပ်ချင်ကြတော့ဘူးဒါပေမဲ့အခုကျတော့သူတို့ကစားဖို့ပြီးသူတို့နဲ့အတူတူရှောက်လဲခြင်းသလားလို့ကျမကိုမေးလာပါတယ်ဘာတွေပြောင်းလဲသွားကြတယ်ဆိုတာကိုကျမမသိဘူးဒါမဲ့အခုချိန်မှာကျမသူတို့နဲ့အတူတူအပြင်မသွားကျင်တော့ပါဘူးကိုယ့်အိမ်မှာပဲကိုယ့်အလုပ်ကိုလုပ်နေရတာကိုပြောမိပါတယ်အင်ဂျင်မီတသားဖြစ်နေပါတယ်တစုံတစ်ယောက်ရဲ့အယုံမာလေးတရုပ်ဖြစ်လို့စိတ်မရှိတော့ပါဘူးအရင်တော့က renew ကမရှိတော့ပါဘူးဘာကြောင့်မှလဲဘာဖြစ်လို့လဲဆိုတော့ကျမလှုပ်ချင်နေတဲ့ပို့ပြီးစိတ်ဝင်စားစရာကောင်းတဲ့အရာတွေရှိလာလို့ပါပဲကိုဖျော်ဖြေဖို့အတွက်တခြားသောနည်းလမ်းတွေကိုဖန်တီးထားခဲ့ပါပြီကျမရဲ့တကူတော်အချိန်ကိုတနာစရာကောင်းတဲ့အချိန်ဖြစ်ကနေဆွဲလန်းမမောစရာကောင်းတဲ့အချိန်ဖြစ်ပြောင်းလဲပြခဲ့ပါပြီတနုကိုလည်းကျမလူမျိုးလိုက်လုပ်စေချင်ပါတယ်ဘယ်လိုလုပ်ရမလဲအဲ့ဒီအကြောင်းကိုဆွေးနွေးလိုက်ရအောင်ပျော်ရွှင်စရာရင်းမြစ်များစွာကိုဖန်တီးပါတင်နှလုံးသားထဲမှာမြုပ်နှံသိမ်းဆည်းထားတဲ့လူအင်ဆန္ဒပေါင်းများစွာရှိပါတယ်တင်အမြဲတမ်းစမ်းသပ်ကြည့်ရှင်တဲ့အရာတွေရှိလိမ့်မယ်ဒါမဲ့အဲ့ဒီလိုစမ်းသပ်ကြည့်ဖို့အတွက်ဘယ်တော့မှအချိန်မရဘူးဖြစ်နေခဲ့တယ်တင်လုပ်ချင်တဲ့ထူးခြားတဲ့ဝါသနာတစ်ခုခုဒါမှမဟုတ်ကျွမ်းကျင်မှုတစ်ခုခုရှိလိမ့်မယ်ဒါမဲ့တင့်မှာအားလက်ချိန်ဆိုတာဘယ်တော့မှမရှိခဲ့ဘူးဆိုရှယ်မီဒီယာကိုဟိုပုတ်တီဖို့ဆွဲကြည့်နေဖို့ဒါမှမဟုတ် Netflix ကိုထပ်ခါတလဲလဲကြည့်ဖို့အတွက်တော့အများတန်းအချိန်အများကြီးပိုရှန်နေတတ်တာလွဲရင်ပေါ့လေတင်ကနှလုံးသားတောင်းတနေတဲ့အရာကိုပြုလုပ်ဖို့အချိန်မရှိခဲ့ရုံတင်မှာကလေးဘွားတို့ကကျမတို့ဟာအရာဝတ္ထုအသစ်ဇန်းတွေကိုစမ်းသပ်ကြည့်ဖို့ဒါမှမဟုတ်ကစားနည်းအသစ်တွေကိုကစားကြည့်ဖို့အင်မတန်စိတ်လှုပ်ရှားခဲ့ပူပါတယ်အဲ့ဒီအရာတွေကပြည့်စုံမှုရှိမရှိဆိုတာနဲ့အကျိုးရှိမရှိဆိုတာတွေကိုထည့်တွေးစရာမလိုခဲ့ပါဘူးဒါမဲ့ကျမတို့အရွယ်ရောက်လာတဲ့အခါမှာတော့တာဝန်တစ်ပြုံတစ်ခေါင်းတွေအောင်မြင်မှုရဲ့ဝင်တော့ဝင်မှုတွေနဲ့မိမိရဲ့တန်ဖိုးကိုတက်နေပြလို့စိတ်တွေဟာကျမတို့ဘဝတွေကပျော်ရွှင်မှုတစ်ခုချင်းစီကိုဖယ်ရှားပြစ်လိုက်ပါတော့တယ်ကျမတို့ရဲ့နှလုံးသားကိုမီးဟုံးတောက်လောင်စေခဲ့တဲ့တချို့သောဝါသနာတွေဟာဒီနေ့မှာတော့ကျမတို့ဘဝတွေမှာမရှိကြတော့ပါဘူးကျမတို့ကိုရင်ကုန်စိတ်လှုပ်ရှားစေခဲ့တဲ့ပျော်ပွဲစားထွက်စရာနေရာဒေသတွေလည်းရှိခဲ့ပါတယ်ဒါပေမဲ့ဒီနေ့ဒီချိန်မှာတော့ကျမတို့ဟာတနေ့ကုန်တနေ့ကန်းဆိုဖာပေါ်မှာထိုင်နေရင်ဘယ်ကိုမှသွားစရာမရှိပါလားဆိုပြီးညှဉ်းညူနေတတ်ကြပါတယ်ဒါတွေဘယ်လိုလုပ်ပြီးဖြစ်လာရပါလဲဖြစ်နိုင်တာတခုကတော့ကလေးဘွားတုန်းကကျမတို့တွေဟာ
ဘဝရဲ့ပျော်ရွှင်မှုတေးသေးလေးတွေကိုစူးစမ်းရှာဖွေတတ်ကြပါတယ်။ကလေးတွေကသူတို့ကိုသူတို့အပြင်းပြေအောင်ဖျော်ဖြေနိုင်မဲ့နည်းလမ်းတွေကိုရှာဖွေတတ်ကြပါတယ်။ဒါကြောင့်လည်းသူတို့ကအချိန်များစုမှာပျော်ရွှင်ဆုံးလူသားတွေဖြစ်နေကြတာပါသူတို့ကကိုဘယ်လိုပျော်ရွှင်အောင်နေထိုင်ရမလဲဆိုတာကိုသိကြပါတယ်ဒါမဲ့အရွယ်ရောက်လာတဲ့လူအများစုကတော့ဝမ်းနေပြီးစိတ်မကောင်းဖြစ်နေကြပါတယ်ဘာဖြစ်လို့လဲဆိုတော့တခြားလူတွေကကျမတို့စီကိုလာပြီးဖျော်ဖြေပေးဖို့အတွက်မျှော်လင့်နေတတ်ကြလို့ပါပဲအဲ့ဒီလိုနဲ့တယောက်မှရောက်မလာတဲ့အခါကျတော့ကျမတို့ကအထီးကျန်မှုကိုခံစားရပါတော့တယ်တကယ်လို့များတင့်ကိုတင်ပျော်ရွှင်စေဖို့အတွက်နေတိုင်းလုပ်ဖြစ်တဲ့အရာတစ်ခုကဘာလဲလို့ကျွန်မမေးမယ်ဆိုရင်တင်ဘယ်လိုဖြေမလဲဖြေဖို့ခက်ပါတယ်ကျွန်မသိပါတယ်ကျွန်မလည်းပဲအဲ့ဒီလိုမျိုးဖြစ်ခဲ့မှုပါတယ်ကဘာကြီးကိုကျွန်မတို့အတွက်အားပေးကြွေးကြော်သူတယောက်လုပ်ပေးဖို့မျှော်လင့်ရတာပုံမလွယ်ကူပါတယ်ဒါမဲ့မှန်တဲ့ကိုကြည့်ပြီးကိုယ့်အတွက်ကိုရောဘာတွေလုပ်ခဲ့တယ်လဲဆိုတာကိုမေးခွန်းထုတ်ရတာခက်ခဲပါတယ်ဒါကြောင့်ကျမတို့ရဲ့အတီးကျန်မှုကိုခန်းစားရတာဟာစမ်းတော့မစမ်းပါဘူးဒါမဲ့ဟေးကျမတင်းရဲ့မိခင်မဟုတ်တဲ့အတွက်တင်းကိုအော်ဟစ်ဆူပူမှာမဟုတ်ပါဘူးအရွယ်ရောက်သူတယောက်ဖြစ်လာခြင်းဟာလွယ်ကူတဲ့အရာမဟုတ်ဘူးဆိုတာကျမနားလည်ပါတယ်တင်းအနေနဲ့တစ်ချိန်နဲ့တစ်ပြိုင်တည်းမှာအရာအလုံးကိုဂရုစိုက်နေရတယ်လို့ကိုလည်းဂရုစိုက်နေရပါတယ်ဒါမဲ့အဓိကအချက်ကတင်းဘလောက်ပင်ပင်မမှန်စူးစမ်းခဲ့တယ်အလုပ်ဘလောက်များများလုပ်ခဲ့တယ်နောက်ဆုံးကုံပြောရရင်ဘယ်လိုတွေရောအလွန်အကျွံလုပ်ခဲ့ရတယ်လဲဆိုတာတွေဟာအရေးမကြီးပါဘူးအရေးကြီးတာကတင်းရဲ့တနေ့တာမှာတင်းစိတ်ပျော်ရွှင်ခြင်းနဲ့မိတဲ့အလုပ်တစ်ခုတလေလေးတောင်လုပ်ခဲ့ရလားဆိုတာပါပဲကျမတို့ဟာစူးစမ်းပန်းစားလုပ်ခဲ့ရလို့ပင်ပန်းနှံ့နေမှုကိုခံစားရတာမဟုတ်ပါဘူးကျမတို့ကိုအမှန်တကယ်ပျော်ရွှင်စေမယ့်အရာတွေကိုမလုပ်ခဲ့ရလို့ပင်ပန်းနှံ့နေမှုကိုခံစားရတာပါဒါကြောင့်တကယ်လို့များတင်ကိုယ်တိုင်နဲ့ဒါမှမဟုတ်တင်းရဲ့အတွင်းစိတ်ကလေးနဲ့ဆက်သွယ်ပေးနိုင်မယ့်အရာတစ်ခုလောက်ကိုပဲဖြစ်ဖြစ်ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တယ်ဆိုရင်ဘဝဟာနေပြောစရာဘဝတစ်ခုဖြစ်လာတယ်လို့ခံစားရကောင်းခံစားရပါလိမ့်မယ်။နေ့စဉ်ဘဝမှာကျမတို့ကိုရင်ကုန်စိတ်လှုပ်ရှားစေမယ့်ကျမတို့မျှော်လင့်တောင်းတနေတဲ့အရာတစ်ခုကတော့အနည်းဆုံးရှိရပါလိမ့်မယ်။ပျော်ရွှင်မှုဟာတင်းကိုလာရှာမှာမဟုတ်ပါဘူး။တင်းရပဲပျော်ရွှင်မှုကိုရှာဖွေရမှာဖြစ်ပါတယ်။တကယ်လို့တင်းမရှာဖွေနိုင်ဘူးဆိုရင်တင်းဘဝထဲမှာပျော်ရွှင်စရာရင်းမြစ်တွေကိုဖန်တီးလိုက်ပါ။တင်းကိုယ်တိုင်အသက်ရှင်သန်မှုဘဝကိုရှေ့ဆက်လျှောက်လန်းမှုလုပ်ရမယ့်အရာတွေအများကြီးရှိပါတယ်။ဒါပေမဲ့နေ့စဉ်နေ့တိုင်းပျော်ရွှင်ချမ်းမြေ့ရမယ့်အရာတစ်ခုကိုလှုပ်ဆောင်မှတင်းဘဝကိုစနေနေ့နဲ့တနင်္ဂနွေနေ့တွေကိုပဲမျှော်လင့်နေရင်ခဏတာပျော်ရွှင်ရတဲ့ဘဝမျိုးမဟုတ်ပဲနေ့စဉ်နေ့တိုင်းပျော်ရွှင်ချမ်းမြေ့စွာနေထိုင်နိုင်တဲ့ဘဝမျိုးဖြစ်အောင်ကြိုးစားပါ။အပြောလွယ်သလားအလုပ်ခက်တယ်ဆိုတာကျွန်မသိပါတယ်။ဒါပေမဲ့တင်းအမြဲတမ်းလှုပ်ချင်နေတဲ့အရာတစ်ခုကိုလုပ်ကြည့်ဖို့မကြိုးစားပဲစင်ကြေစင်လက်တွေပေးနေတာတော့တော်လောက်ပါပြီ။တင်းရဲ့အတွင်းစိတ်ကတင်းလေးလူရှူထားခဲ့တဲ့အရာတွေကိုအချိန်ပြန်ပေးပြီးတင်းအတွက်အမှန်တကယ်အရေးကြီးတဲ့အရာတွေကိုစတင်လှုပ်ဆောင်ဖို့ထာဝရစောင့်မျှော်နေခဲ့တာပါလောကကြီးနဲ့တခြားသူတွေကတင့်ဘဝတွေကိုပျော်ရွှင်မှုတွေဆောင်ကျဉ်လာပေးဖို့စောင့်မျှော်နေတာလည်းတော်လောက်ပါပြီအခုချိန်ရစပြီးပျော်ရွှင်ချမ်းမြေ့တဲ့ဘဝကိုရည်ရွယ်ချက်ရှိရှိဖန်တီးရမယ့်အလှည့်ရောက်လာပါပြီပျော်စရာကောင်းတဲ့ဘဝမဟုတ်ပါဘူးစစ်မှန်တဲ့ပျော်ရွှင်ချမ်းမြေ့စရာဘဝကိုပြောတာပါပျော်ရွှင်မှုဟာဈေးပေါ်ပါတယ်စစ်မှန်တဲ့ပျော်ရွှင်ချမ်းမြေ့မှုကသာဘဝကိုပြည့်စုံကြွယ်ဝစေတာပါနောက်ပြီးတရင်ကောင်းတစ်ခုကတော့တင်ဟာတင်ဘဝထဲမှာပျော်ရွှင်မှုအရင်းအမြစ်အနည်းဆုံးတစ်ခုလောက်ကိုတော့ဘယ်တော့မှဆိုရှာတွေ့နိုင်ပါတယ်တကယ်လို့တင်သာရည်ရွယ်ချက်ရှိရှိရှာဖွေခဲ့မယ်ဆိုရင်ပေါ့လေဒါမဲ့ဘာဖြစ်လို့ကျမကရည်ရွယ်ချက်ရှိရှိဆိုတဲ့စကားလုံးကိုထပ်ခါတလဲလဲသုံးဆွဲနေရတာပါလဲဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်တင်ရဲ့ငကိုမူလအနေအထားကိုပြန်ရောက်သွားနိုင်ပြီးတင်ဘဝမှာဖြစ်ပျက်ခဲ့သမျှအမှားယွင်းတိုင်းအတွက်ကဘာကြီးပေါ်အပြစ်ပုံချဖို့လောက်တော့မှမို့လို့ပဲဖြစ်ပါတယ်ဒါမဲ့တင်ဟာတင်လက်ထဲမှာတာဝန်ယူစိတ်ကိုအပြည့်အဝစုပ်ကိုင်ထားမယ်။တင်ရဲ့နေ့ရက်တွေကိုစစ်မှန်တဲ့ပျော်ရွှင်ချမ်းမြေ့မှုတွေနဲ့ပြည့်နေစေမဲ့တစုံတစ်ခုကိုအပြည့်အဝတတိကတ်ထားပြီးရှာဖွေတဲ့အခါမှသာလျှင်အရာအလုံးဒီပါဟာပျော်စရာကောင်းတဲ့အရာတွေအဖြစ်ပြောင်းလဲသွားတာကိုတွေ့ရှိရပါလိမ့်မယ်။အဲဒီတစုံတစ်ခုဟာတင်းငယ်ပြီးမပြောပါတော့တဲ့အရာလေးတွေလည်းဖြစ်နိုင်ပါတယ်။ဥမာတင်ဖြော်ထားတဲ့မနက်ခင်းကော်ဖီရဲ့မှုရနံတင်းရဲ့ပါးပြင်တွေကိုလာရောက်နိုင်ဆိုင်တဲ့နေရောင်ကြီးအလင်းနှံတွေဒါမှမဟုတ်လူစိမ်းတစ်ယောက်ကတင်းကိုကြည့်တဲ့ပုံစံစသဖြင့်ပေါ့တင်းခန္ဓာကိုယ်ထဲမှာပုံအောင်နေတဲ့စစ်မှန်တဲ့ပျော်ရွှင်မှုတွေကိုတင်းငယ်တဲ့အခိုက်အတန့်လေးတွေထဲမှာပဲရှာဖွေနိုင်ပါတယ်စစ်မှန်တဲ့ပျော်ရွှင်မှုကတင်းနဲ့အတူတူပုံနှံကစားနေတာပါသူနဲ့လိုက်ကစားကြည့်ပါတင်းနှလုံးသားတွေကနှက်ဆိုင်တဲ့တနေရာမှာပုံအောင်နေတဲ့သူကိုရှာဖွေဖို့ကတင်းရဲ့တာဝန်ဒါဖြစ်ပါတယ်ကျမဘဝနဲ့ရှင်ပြီးဥမာတစ်ခုပေးရမယ်ဆိုရင်ကျမဟာကိုယ့်ရဲ့ဇာတိမျိုးကလေးကိုအမြဲလိုမုန်းတီးနေခဲ့ပူပါတယ်။ဘာဖြစ်လို့လဲဆိုတော့တိတ်ကိုတင်းငယ်လွန်းလို့ပါ။တိတ်ကိုတင်းငယ်လွန်းလို့ကျမအတွက်ပျော်စရာကောင်းတဲ့အရာတစ်ခုမှမရှိဘူး။အဲ့ဒီမျိုးမှာဘာပန်းကြံမှမရှိဘူး။ကျမဟာတဘာဝကိုချစ်မြတ်လို့ပါတယ်။ဒါပေမဲ့စာကြည့်တိုင်းမရှိဘူး။ကျမကစာအုပ်ချစ်သူတအူပါ။စာအုပ်ဆိုင်မရှိဘူး။ပြီးတော့အမှုပညာပြကန်းတွေလည်းတစ်ခုမှမရှိဘူး။ဒါပေမဲ့တကယ်လို့ကျမကအဲ့ဒီအရာတွေတိုးတက်ပြောင်းလဲလာဖို့ဆောင်ဆိုင်နေမယ်ဆိုရင်အခုချိန်ထိ
ဆောင်မြဲဆောင်နေရအောင်မှာပဲဖြစ်ပါတယ်ကျမတို့ဟာတယောက်ကိုတယောက်အပြစ်တင်တဲ့ကစားပွဲကိုကစားနေတာမဟုတ်သလိုကိုနင့်နာသူတူဖြစ်ကြောင်းမျက်ရည်ချူနေမဲ့အစားကျမစီမံရှိနေပြီးသားຢာတွေနဲ့ပဲပျော်ရွှင်မှုအရင်းမြစ်တွေကိုဖန်တီးဖို့ရွေးချယ်ခဲ့ပါတယ်ကျမဟာမြို့လေးရဲ့ကျင်းမြောင်းတဲ့လမ်းတွေပေါ်မှာညနေခင်းတိုင်းလမ်းလျှောက်ထွက်ခဲ့ပါတယ်ညနေခင်းတိုင်းလျှောက်ထွက်တဲ့အလုပ်ကနေကျမဘာမှများများဆဆမျှော်လင့်ထားတာမရှိပါဘူးကျမကခဏတစ်ဖြုတ်အနားယူခြင်းကိုတတ်ပါပဲလူတိုင်းကဘဝရဲ့အပြေးပြိုင်ပွဲကိုပန်းဝင်မှုအသေးအံပြေးလွှားနေကြတဲ့ကမ္ဘာလောကကြီးထဲမှာတခဏလောက်အနားယူခြင်းုံပါပဲအဲ့ဒီညနေခင်းလမ်းလျှောက်ထွက်ချိန်တွေဟာကျမရဲ့အာယုံခံစားမှုတွေကိုတစ်လွင်လန်းဆန်းသွားစေပြီးကျမရဲ့ကိုယ်ပိုင်မျိုးကလေးကိုအံ့ဩစိတ်အပြည့်နဲ့ကြည့်မိခဲ့ပါတယ်ဟိုးရင်တော့ကျမရဲ့မျက်လုံးထဲမှာမမြင်ခဲ့တဲ့အရာတွေကိုအာယုံဆိုင်မိလာပါတယ်။အိုဟောင်းနေတဲ့အိမ်တချို့နဲ့အဲ့ဒီအိမ်တွေရဲ့လှုပ်ဝက်ဆန်းကျဲတဲ့တကားချက်တွေနဲ့ပတ်သက်တဲ့သမိုင်းကြောင်းတစ်စုံတစ်စကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ပြီးညီမွေးပဲကောင်းတဲ့အရာတွေကိုပြုလုပ်နေကြတဲ့တူညီတဲ့မျက်နှာတွေကိုတွေ့မြင်ခဲ့ရပေမဲ့ကျမကိုအံ့ဩသိစေနိုင်ခဲ့တဲ့တစ်စုံတစ်ခုသောအရာတွေကိုလည်းစတင်သတိပြုမိလာခဲ့ပါတယ်။ဒါတွေကကျမညနေခင်းလမ်းလျှောက်ထွက်ဖို့ရွေးချယ်ခဲ့ရတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။ကျမဟာလူတွေကိုကြည့်ရှုရင်းသူတို့တွေကိုတခဏလောက်လေ့လာပြီးတဲ့နောက်မှာအတွေးပင်လယ်တွေကိုစီးမျောခြင်းခဲ့ပါတယ်။ကျမဟာတစ်စုံတစ်ယောက်ရဲ့ဘဝအစိတ်အပိုင်းတစ်ခုမတိမတာဖြစ်ခြင်းခဲ့ပါတယ်။ကျမဟာဇာတိမျိုးလေးမှာရှိနေခြင်းမှာပဲဖြစ်တခြားတနေရာမှာရှိနေချိန်မှာပဲဖြစ်ဒီနေ့ဒီချိန်ထိညနေခင်းလမ်းကြောင်းထွက်ချိန်တွေကိုမျောလင်းဆောင်စားနေတော့မှာပဲအဲ့ဒီအချိန်တွေကတနေ့တာလုံးမှာကျမအဖို့စိတ်နှုတ်ရှားစရာအကောင်းဆုံးအချိန်တွေပဲဖြစ်ပါတယ်အထူးသဖြင့်ပင်မနှွမ်းနေပြီးငိုင်မီးနေတဲ့ညနေခင်းတွေမှာပေါ့ကျမဟာခဏတစ်ဖြုတ်ရက်တက်ပြီးဘယ်တော့မှသတိမထားမိခဲ့တဲ့တစုံတစ်ခုကိုမြင်တွေ့ရဖို့အတွက်စိတ်နှုတ်ရှားနေခဲ့ပါတယ်အဲ့ဒီအချိန်ဟာတိတ်ကိုတိုးတောင်းလွန်းလာပြီးလူအများစုအတွက်အရေးမပါတဲ့အချိန်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ကျမတို့တော့အရေးကြီးတဲ့အချိန်ပါပဲအဲ့ဒီအချိန်ဟာကဘာကြီးရဲ့ PR တွေစီကနေကျမကိုခဏတာပြေလျော့တွင်းမြောက်နိုင်အောင်ကူညီပေးပါတယ်ဒါကြောင့်တင်းငယ်တဲ့အရာလေးတွေထဲမှာစစ်မှန်တဲ့ပျော်ရွှင်မှုကိုရှာဖွေကြည့်ဖို့ကျမလေးလေးနက်နက်အကြံပြုတိုက်တွန်းလိုပါတယ်မနက်ခင်းကော်ဖီတစ်ခွက်ကိုဆေးပြင်းနေပြီးတောက်ရင်တင်းကြိုက်ဆုံးသချင်းတွေကိုနားဆင်နေတာမျိုးဖျောင်းနိုင်မီးလေးရောင်နဲ့အချစ်သချင်းလေးတွေကိုအဖော်ပြရင်ဟင်းနေရာတစ်ခုခုကိုချက်ပြုတ်ပြင်ဆင်နေတာမျိုးပေါ့စစ်မှန်တဲ့ပျော်ရွှင်မှုကဘယ်နေရာမှာရှိနေသလဲဆိုတာကိုတင်းရဲ့နှလုံးသားကသိနေနေပြီးသားပါတင်းနှလုံးသားရဲ့လမ်းညွှန်မှုနောက်ကိုလိုက်သွားပြီးနေ့စဉ်ဘဝမှာစစ်မှန်တဲ့ပျော်ရွှင်မှုတစ်ခုကိုဖန်တီးခွင့်ပြုလိုက်ပါအရေးကြီးတဲ့အချက်ကတော့စစ်မှန်တဲ့ပျော်ရွှင်မှုကိုတင်းမရှာဖွေဘူးဆိုရင်စိုးရိမ်တော့ကတွေကတင်းကိုလာရှာကြပါလိမ့်မယ်နဲ့အရေးချင်းတွေကိုတင်ယူပြီးကိုစိန်ခေါ်ကြည့်ပါကျမဟာရေကူးတာလက်ရေးလာရေးတာနဲ့ဂျာမန်ဘာသာစကားကိုအမြဲတစေတင်ယူခြင်းခဲ့ပါတယ်နောက်ပြီးကျမအခုချိန်ထိတင်ယူခြင်းနေစေဖြစ်တဲ့အရာတွေမရေမတွက်နိုင်အောင်ရှိပါသေးတယ်တကယ်တမ်းပြောရရင်အသစ်ဆန်းတွေကိုတင်ယူခြင်းတဲ့ဆန္ဒတစ်ခုကကျမရဲ့နှလုံးသားထဲမှာတောက်လောင်နေတယ်လို့တခါတလေခံစားရပါတယ်ဒါပေမဲ့ကျမဟာအရေးချင်းတွေတင်ယူခြင်းတဲ့ဆန္ဒကိုဘယ်တော့မှအလေးမထားခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတော့ကြီးကျမမှာဘယ်ရလာပြီးအချိန်ရှိလို့လဲခါခွေကျမအဖြေကိုစဉ်းစားနေတော့မှာပဲကျမတို့ဟာအသစ်ဆန်းတစ်ခုကိုတင်ယူဖို့ဘာကြောင့်များတတ်လောက်ကြအောင်စောင့်ဆိုင်နေကြတာလဲဒါမှမဟုတ်အသစ်ဆန်းတွေကိုတင်ယူဖို့ဘာကြောင့်များကြောက်ရွံ့နေကြတာလဲဆိုတာကိုမသိပါဘူးကျမတို့ဟာဆိုရှယ်မီဒီယာပေါ်မှာနိုင်ပေါင်းများစွာအချိန်ဖြုံးဖို့တော့တတ်နိုင်ကြပါတယ်ဒါပေမဲ့အရေးချင်းတစ်ခုကိုစိတ်ပါလက်ပါတင်ယူဖို့နေ့တိုင်း15မိနစ်လောက်အချိန်ပေးရမှာတော့ခက်ခဲနေကြပါတယ်ကျမတို့ဟာအသစ်ဆန်းတွေကိုတင်ယူဖို့အင်မတန်လွယ်ကူတဲ့ကမ္ဘာလောကကြီးထဲမှာနေထိုင်နေရပါပတ်စံတစ်ပြားတစ်ချက်မှပေးစရာမလိုပဲ YouTube ဖွင့်တဲ့လောက်ကိုလွယ်ကူပါတယ်အရင်းမြစ်အားလုံးကိုလည်းကျမတို့ရဲ့လက်တကမ်းမှာတဲ့အခမဲ့ရနိုင်ပါတယ်ဒါပေမဲ့ကျမတို့ဟာကိုစင်ကြေပေးနေစေလိန်ညာနေစေပါပဲတိတ်ကိုသဘောထားကြီးမြတ်လိုက်ကြတာနော်အဲ့ဒီຢာတွေအားလုံးကိုအမှန်တကယ်ပဲတင်ယူခြင်းစိတ်ရောရှိရလားဆိုတာကိုကျမအမြဲတမ်းတွေးတောနေမိပါတယ်ဒါဖြင့်ဘယ်ຢာတွေကကျမကိုဟန်တားနေရလဲအဖြေကိုဆောင်လိုက်နေခဲ့ပေမဲ့နောက်ဆုံးမှာတော့သဘောပေါက်သွားပါပြီကျမကတစ်ချိန်လုံးကိုလိန်ညာနေခဲ့တာပါကျမတို့အားလုံးမှာအချိန်ရှိပါတယ်တကယ်လို့တကူကိုအမှန်တကယ်လုံးချင်ကိုင်းချင်စိတ်သာရှိမယ်ဆိုရင်အချိန်ကပြဿနာမဟုတ်ပါဘူးပြဿနာကအတိတ်ပဲမရှိတဲ့စင်ကြီးတွေကိုပေးနေတဲ့တင့်ရဲ့အကျင့်ပဲဖြစ်ပါတယ်စင်ကြီးတွေတော့မဟုတ်တော့ပါဘူးတယောက်ယောက်ကတင့်ကိုစုလာချမဲ့အတိုင်းဟာကွက်မရှိအောင်ကိုလိန်ညာနေခြင်းမှာပြီးခဲ့တဲ့နှစ်တုန်းကကျမအရေးချင်းသစ်3ခုကိုတင်ယူခဲ့ပါတယ်။လက်တော်တင်ယူခဲ့တဲ့အရာကတော့ကျမအသက်16နှစ်တုန်းကတင်ယူခြင်းနေခဲ့တဲ့အရာပါ။လွန်ခဲ့တဲ့လအနေငယ်တုန်းကကျမဟာတချောင်းတို့ချီထိုးခြင်း crochet team ကိုစတင်တင်ယူခဲ့ပါတယ်။အခုတော့ကျမတည်သွားပါပြီ။ကျမဟာနေ့စဉ်နေ့တိုင်းအသက်ဆန်းတစ်ခုခုပြုလို့ရတာကိုအင်မတန်စိတ်လှုပ်ရှားနေမိတယ်ဆိုတာပါ။ YouTube ဗီဒီယိုတွေကိုတစ်ခုပြီးတစ်ခုဇာတ်လိုက်ကြည့်ပြီးချီအိတ်တစ်လုံးထိုးနည်းတွေ Pinterest ကချစ်စရာကောင်းတဲ့ချီထိုးအင်ဂျီခရိုဓာတ်ပုံလေးတွေကိုဖုန်းထဲမှာ
တင်ထားတာမျိုးတွေလုပ်လို့ရှိပါတယ်အဲ့ဒီຢာတွေအားလုံးဟာစိတ်ဝင်စားဖို့ကောင်းပါတယ်ကျမမှာတမယိုးကြအလုပ်ကိုင်းပြင်တခြားသောဘဝတစ်ခုပါရှိနေတယ်လို့ခံစားရပါတယ်အသက်ဆန်းတွေကိုပြုလုပ်ချိန်တိုင်းမှာကျမဟာတိုးတက်နေတယ်လို့ခံစားရပါတယ်ကျမအမြဲတမ်းတင်ယူလေးလာခြင်းနဲ့တစုံတစ်ခုကိုတင်ယူလေးလာနေရလို့စိတ်လှုပ်ရှားရပါတယ်အဲ့ဒီအရာဟာကျမမျှော်လင့်မထားတဲ့တစုံတစ်ခုအဖြစ်ပြောင်းလဲသွားမလားဆိုပြီးစိတ်လှုပ်ရှားရပါတယ်တကယ်တော့မနေ့ကအိပ်ပျော်ဖို့ကြိုးစားနေခဲ့ရပါဒါပေမဲ့ကျမရဲ့တွေးရထဲမှာဒီဇိုင်းပုံစံအသစ်တစ်မျိုးထိုးကြည့်ဖို့တွေးမိပြီးတဲ့နောက်မှာတော့အိယာဘောကနေထပြီးချီထိုးနေလိုက်ပါတော့တယ်အသစ်ဆန်းတွေကိုတင်ယူဖို့ဒါမှမဟုတ်လှုပ်ကြည့်ဖို့တင့်မှာအချိန်မရှိဘူးဆိုတာကိုကျမနားလည်ပါတယ်ဒါပေမဲ့နေ့တိုင်းအနည်းဆုံး15မိနစ်20လောက်ကိုတော့အချိန်ပေးကြည့်ပါတခြားလူတွေအတွက်မဟုတ်ပါဘူးကိုယ့်အတွက်ကိုပါတင်ဘဝကိုစိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နှက်နေအောင်ပြုလုပ်ပါလို့ပဲအကြံပေးချင်ပါတယ်တင်မြဲတဲ့လှုပ်ကြည့်ရှင်နေတဲ့အသစ်ဆန်းတစ်ခုခုကိုတင်ယူပါသုံးမွေးထိုးတာရေကူးတာဒါမှမဟုတ်ဘာသာစကားအသစ်တစ်ခုကိုတင်ယူတာမျိုးပေါ့ရေးချင်းတဲ့တခုကိုကျွမ်းကျင်တဲ့အဆင့်ထိရောက်ဖို့အတွက်ကတော့အချိန်လိုအပ်ပါတယ်။ဒါပေမဲ့အဲ့လိုစူးစမ်းနေတဲ့လုပ်ငန်းစဉ်တစ်လျှောက်လုံးကတင်းရဲ့နေ့စဉ်ဘဝကိုစိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နှက်နေအောင်ဖန်တီးပေးပါလိမ့်မယ်။တင်းရဲ့စိတ်ကနောက်တစ်ချိန်နိုးထလာပါလိမ့်မယ်။တင်းစီမှာတီဆွန်ဖန်တီးနိုင်စွမ်းရှိတဲ့အကြံဉာဏ်ကောင်းတွေထွက်ပေါ်လာပါလိမ့်မယ်။နောက်ပြီးအဲ့ဒီຢာတွေအလုံးဟာတင်းကိုပြည့်ပြည့်စုံတဲ့ဘဝတစ်ခုရရှိသွားသလိုမျိုးခံစားရစေပါလိမ့်မယ်။ဒါကြောင့်စူးစမ်းကြည့်ပါ။တစုံတစ်ခုကိုတင်ယူပြီးတင်ချိုင်းနဲ့တက်တဲ့အရာတွေကိုလှုပ်ဆောင်ခြင်းအပြင်တင်းရဲ့တကူတော်ချိန်တွေကိုဆွဲလန်းနေအောင်ပြုလုပ်ပါတင်အများနဲ့လှုပ်ချင်နေတဲ့အရာတွေကိုလုပ်ကြည့်ပါတင်ရဲ့ကိုယ်ပိုင်စိတ်ဝင်စားမှုတွေကိုဘယ်တော့မှတည်တည်ချာချာအယုံမဆိုင်ခဲ့ပေမဲ့အခုတော့တင်ပါတွေကိုတင်ယူခြင်းတလဲဆိုတာကိုပြန်မေးကြည့်ပါကောက်ခုံရတာကိုတင်ယူခြင်းသလားဒါမှမဟုတ်ဘာသာစကားအသစ်တစ်ခုကိုတင်ယူခြင်းသလားဘာပဲဖြစ်ဖြစ်အဲ့ဒီအရာကိုအာယုံဆိုင်ပြီးတင်ယူကြည့်ပါတကူတဲ့အချိန်ညီမျှခြင်းတင်ရဲ့တိုးတက်မှုအချိန်ကာလ3တင်အောင်နောက်ကိုဗဟုသုတများဖြင့်ဖြည့်တင်းမှာကျမတို့ကိုပြောနေကြတဲ့ရင်းနှီးစရာအကောင်းဆုံးမူသားစကားကဘာလဲဆိုတာသိသိပါလားစာဖတ်ခြင်းဟာပြင်းစရာကောင်းတဲ့အရာကြီးဖြစ်ပြီးစာဖတ်တဲ့သူတွေအသေးစမ်းတစ်ခုခုကိုအမြဲတစေရှာဖွေတင်ယူနေတဲ့သူတွေဟာငကြောင်တွေဖြစ်တယ်လို့ကျမတို့ဟာအယုံသွင်းခံထားရပါတယ်ရုပ်ရှင်တွေစာအုပ်တွေနဲ့စီးပွားများစုဟာဒီလိုမျိုးအတွေးခေါ်တွေကိုကျမတို့ရဲ့အုံနောက်ထဲသွင်းလိုက်ကြပါတယ်တကယ်လို့တင်ဟာအသက်20ကျော်လူငယ်တစ်ယောက်ဖြစ်မယ်ဆိုရင်ဟော့ဟော့ရန်ရန်နေရမယ်အရက်တောက်တရမယ်မိုင်မဲတဲ့အရာတွေကိုပြုလုပ်ရမယ်စသဖြင့်ပေါ့ကြောင့်ဒါမှမဟုတ် college မှာအင်မတန်စာကြိုးစားတဲ့ကလေးတွေဟာဘဝမှာပျော်ရွှင်စရာမရှိတဲ့ကြောင်တောင်နိုင်တဲ့ငတုံးအားလေးတွေဖြစ်တယ်ဆိုတဲ့ယုံကြည်မှုကိုအားရစိတ်ထဲရအောင်မီဒီယာနဲ့ဖြော်ရည်လုပ်ငန်းတွေကအောင်မြင်မြင်ဖန်တီးထည့်သွင်းနိုင်ခဲ့ပါတယ်။ဒါကတမင်တကာလုပ်ထားတာပါ။ဒီစနစ်ကြီးတစ်ခုလုံးကိုတိတိကျကျဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။လူများစုဟာပိတ်ရက်တွေမှာပန်းချံသို့မဟုတ်စာကြည့်တဲ့တစ်ခုထဲမှာထိုင်ပြီးစာဖတ်နေရတာထက်အရက်တောက်ဖို့ကိုပုံမကြိုက်နဲ့တက်ကြတယ်ဆိုတာဟာအငင်းတင်တယ်လို့ဖြစ်ပျက်နေတဲ့အရာမဟုတ်ပါဘူး။ဒါဟာဖြစ်ချင်တယ်လို့ဖြစ်ပျက်နေတာမဟုတ်ပါဘူး။ကျမတို့ကိုစိတ်ပန်းဆိုင်ရာအရာပြောညံ့သူတွေဖြစ်နေအောင်ဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်ဒါမှသာကျမတို့ဟာခေါင်းဆောင်တွေမဟုတ်ပဲနောက်လိုက်တွေပဲအမြဲတမ်းဖြစ်နေမှာပါအားလုံးတက်ပို့ပြီးတော့နိုင်ငံတိုင်းရဲ့ပညာရေးစနစ်တွေဟာစာအုပ်တွေကိုကျမတို့မုံတီးနေမိအောင်ဒီဇိုင်းရေးဆွဲထားကြပါတယ်ကျောင်းသားတိုင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကအာဏာပိုင်အကြီးအကဲတွေသူတို့စိတ်ကြိုက်ရွေးချယ်သတ်မှတ်ထားကြတဲ့ဘာသာရဲ့အတိုင်းမှာထူးချွန်နေရမယ်လို့သတ်မှတ်ခံထားရတာဟာဘယ်လောက်တောင်တနာစရာကောင်းလိုက်တဲ့ကိစ္စဖြစ်ပါတယ်ဒါပြင်ကျမတို့အားလုံးဟာစာကြိုးစားဖို့လိုအပ်ပြီးကျမတို့ရဲ့ဉာဏ်ရည်ဉာဏ်သွေးကိုအတင်းအကျပ်သင်ကြားခံရတဲ့ဘာသာရဲ့ရမှတ်တွေပေါ်မှာအခြေခံပြီးတက်တည်ပြနေရမှာလားလူတွေကစာအုပ်တွေမုန်းတီးကြတာလဲစမ်းတော့မဆန်းပါဘူးဒါပေမဲ့ကောင်းတဲ့တစ်ချက်ကဘာလဲဆိုတာသိနေပါလားကောင်းတဲ့တစ်ချက်ကတော့တင်ဟာအခုကြောင်းတက်မနေရတော့ပါဘူးလို့ကျွန်မမျှော်လင့်ပါတယ်တကယ်လို့တင်ဟာကျောင်းသားကျောင်းသူဒါမှမဟုတ်ကောလိပ်တက်နေသူတယောက်ဖြစ်နေရင်တော့မှပဲလက်တွေ့ဘဝမှာအောင်မြင်မှုကြီးကြီးမားမားရဖို့အတွက်အရေးကြီးတယ်လို့တင်ထင်မြင်ယူဆတဲ့အသိဉာဏ်ဗဟုသုတတွေကိုတင်ရဲ့အုံနောက်ထဲထည့်သွင်းပိုင်ခွင့်ရှိပါသေးတယ်ကျောင်းလိုမျိုးအဲ့လိုစီကန်တင်းကျက်တဲ့စနစ်တွေကပြီးဆုံးသွားပါပြီ။ကျမတို့ဆွေးနွေးခဲ့သလိုပဲတင်ဟာအခုကိုချစ်တော့ဘောကိုရက်တည်နိုင်တဲ့လူတစ်ယောက်ဖြစ်နေပါပြီ။တင်ကိုစိတ်လှုပ်ရှားစေနိုင်တဲ့တင်ဘဝကိုတိုးတက်အောင်ကူညီပေးနိုင်မဲ့စာအုပ်တွေကိုဖတ်ရှုဖို့တင်မှာရွေးချယ်ခွင့်ရှိနေပါပြီ။ကောလိပ်ပြီးဆုံးသွားချိန်မှာတော့ကျမဘဝမှာနောက်ထပ်ပဲစာအုပ်ကိုမှထပ်မဖတ်တော့ဘူးလို့ကိုဂတိပေးခဲ့ပူပါတယ်။ကျမကိုအတင်းအားဓမ္မမဖတ်ခိုင်းသေးရေပေါ့ကျမဟာစာအုပ်တွေကိုတကယ်ပဲမုန်းတီးပါတယ်နှစ်ပေါင်းများစွာကြောက်တက်လာခဲ့တဲ့ကာလတစ်လျှောက်လုံးရော3နှစ်တာကောလိပ်တက်ခဲ့တဲ့ကာလမှာရောကျမဘဝမှာလက်တွေ့အသုံးချနိုင်တဲ့ဘယ်ရာကိုမှစာအုပ်တွေထဲမှာရှာမတွေ့ခဲ့ပါဘူးကျမရခဲ့တဲ့ဘွဲရလဲကျမကိုအလုပ်ကင်ကောင်းကောင်းတစ်ခုရရှိအောင်မဖန်တီးပေးနိုင်ခဲ့ပါဘူးအဲ့လိုဆိုမှတော့စာရီဖတ်ခဲ့ရတာဘာသုံးဝင်တော့မှလဲဒီစာအုပ်တွေကပြင်းစရာကောင်းလိုက်တာဘာဖြစ်လို့အဲ့ဒါတွေကိုဖတ်နေရမှာလဲခဏလေးဒါအရင်တော့ရီနူကပြောခဲ့တဲ့စကားတွေပါ2020ပြည့်နေတုန်းကကျွန်မပထမဆုံးစာအုပ်ကိုဖတ်ခဲ့ပါတယ်
ဟုတ်ပါတယ်အပြင်မထွက်ရအမိန့်ချမှတ်ထားတဲ့ကာလပါအဲ့ဒီကာလမှာကျမကအလွန်အမင်းစိတ်ရှုပ်ထွေးမှုတွေစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအသက်မွေးဝမ်းကြောင်းနဲ့ဆိုင်တဲ့ပြဿနာတွေကိုယ်ပိုင်ဘဝနဲ့ဆိုင်တဲ့ပြဿနာတွေပေါင်းစုံကိုခံစားနေခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲကျမဟာ Robin Sharma ရေးသားခဲ့တဲ့ Ferrari ကားကိုရောင်းချခဲ့တဲ့ဖုန်းတော်ကြီးတွေပါဆိုတဲ့စာအုပ်ကိုပထမဆုံးဖတ်ဖြစ်ခဲ့ပါတယ်အဲ့ဒီစာအုပ်ဟာအရာအလုံးကိုရှင်းရှင်းလင်းလင်းသိမြင်သွားအောင်ကူညီပေးခဲ့ရုံနဲ့မကပဲစာအုပ်တွေကိုချစ်မြတ်လို့တက်သွားအောင်မှာပြုလုပ်ပေးခဲ့ပါတယ်အဲ့ဒီအချိန်ကနေစပြီးတော့ကျမဟာစာအုပ်ပေါင်းအုပ်ရည်200ကျော်ဖတ်ရှုခဲ့ပါတယ်ကျမမှာစာအုပ်တွေကိုဆွဲလန်းယူသွနေခဲ့တဲ့အချိန်တစ်ချိန်ရှိခဲ့ပူပါတယ်စာမျက်နှာတစ်မျက်နှာပြီးတစ်မျက်နှာစာအုပ်တအုပ်ပြီးတအုပ်စာအုပ်တွေကိုမူရစေဝါလိုမျိုးဆွဲလန်းခဲ့ပါတယ်ကောလိပ်ပြီးသွားချိန်မှာကျမကိုလမ်းပြပေးမဲ့ပါမောက္ခတွေမရှိတဲ့လိုတခြားဘသူမှလည်းမရှိခဲ့ပါဘူးကိုအလွန်အင်မတန်ယုံကြည်ချက်နေပါသူတယောက်ဖြစ်တဲ့ကျမဟာကိုလမ်းပြပေးမဲ့တစုံတစ်ယောက်ကိုအမြဲတမ်းလိုအပ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲစာအုပ်တွေကကျမကိုကူညီပေးခဲ့ပါတယ်။ကျမကဘာကူညီပဲလိုအပ်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့စာအုပ်တို့ကိုဖတ်ယူလိုက်ပါပဲ။ဒါပါပဲအဲ့ဒီအချိန်ကနေစပြီးတော့ကျမရဲ့ဘဝဟာတင်းတို့ကိုဘယ်လိုရှင်းပြရမလဲဆိုတာမသိနိုင်တော့တဲ့အထိပေါ့အပြောင်းလဲသွားခဲ့ပါတယ်ဒါကတပြားဟောင်းကြီးတိုင်းပြောနေတယ်လို့တော့ဖြစ်နေပါလိမ့်မယ်စာအုပ်တွေမှာစွမ်းအားတွေရှိတယ်စကားလုံးတွေမှာလည်းတင်းဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေနိုင်မဲ့စွမ်းအားတွေကိုရှုပ်ကိုင်းထားတယ်ကျမဟာအဲ့ဒီစကားအတိုင်းနေထိုင်ခဲ့ပါတယ်အဲ့ဒီစကားတစ်ခုကကျမဘဝရဲ့စံနမူနာပြရုပ်တစ်ခုပါပဲစာအုပ်တွေကကျမကိုပြောင်းလဲပေးခဲ့ပါတယ်ကိုနဲ့ကမ္ဘာလောကကြီးကိုနားလည်နိုင်အောင်ကူညီပေးခဲ့ပါတယ်ကျမရဲ့အုံနောက်ထဲကိုဘ ഹു တုဒ္ဒတွေထည့်သွင်းပေးခဲ့သလိုဘဝမှာကျမထက်ပိုပြီးအတွေ့အကြုံရင့်ကျက်တဲ့သူတွေစီကဉာဏ်ပညာတွေကိုလည်းထည့်သွင်းပေးခဲ့ပါတယ်။တခြားသူတွေရဲ့အမှားတွေကိုသင်ခန်းစာယူတတ်ဖို့ကူညီပေးခဲ့တယ်လို့သူတစ်ပါးပေါ်ကျင်နာတတ်ဖို့နဲ့စာနာတနာတတ်ဖို့ကိုလည်းတင်ကြားပေးခဲ့ပါတယ်။ကျမကိုပိုပြီးထူးချွန်ထက်မြက်တဲ့လူတစ်ယောက်ဖြစ်လာအောင်ပြုလုပ်ပေးခဲ့ပါတယ်။ကျမကိုယ်ထဲမှာရှိတဲ့ဉာဏ်ပညာအကိုးငွေတွေကိုလောင်စာထည့်ပေးလိုက်တဲ့အတွက်ကျမအသက်ရှူထုတ်လိုက်တဲ့အချိန်တိုင်းမှာကိုယုံကြည်ချက်ရှိလာပြီးဘဝမှာလည်းပိုပြီးအောင်မြင်လာပါတယ်။စာအုပ်တွေဟာပြင်းစရာမကောင်းပါဘူး။စာအုပ်တွေဟာပစ္စလက်ဆန်ပါတယ်သူတို့တွေဟာတင့်ကိုယ်တင်စိတ်ကူးရင်ထားတဲ့ပုံစံမျိုးဖြစ်လာအောင်ပြောင်းလဲပေးနိုင်တဲ့စွမ်းရည်တွေကိုချုပ်ကင်ထားပါတယ်အရေးကြီးဆုံးကတော့စာအုပ်တွေဟာကျမတို့ရဲ့အကောင်းဆုံးတငယ်ချင်းတွေဖြစ်ပါတယ်လူတွေကတင့်ကိုထားသွားကြတယ်လို့မျိုးစာအုပ်တွေကတော့တင့်ကိုထားသွားမှာမဟုတ်ပါဘူးစာအုပ်တုပ်ကိုဖတ်လိုက်မယ်ဆိုရင်အဲ့ဒီစာအုပ်ကပေးတဲ့အသိပညာဗဟုသုတတွေဟာတင်နဲ့အမြဲထာဝရအတူတူရှိနေမှာဖြစ်ပြီးတင်လိုအပ်တဲ့အချိန်မှာတင်ကိုလမ်းပြပေးပါလိမ့်မယ်တကယ်ချင်းတယောက်စီဟာတင်မျောလင့်ထားတဲ့အရာကလည်းအဲ့ဒါပဲမဟုတ်ဘူးလားတင်ရဲ့အကောင်းဆုံးတကယ်ချင်းကိုတင်အပေါ်မှာယူသားမှုရှိစေခြင်းနဲ့မဟုတ်ဘူးလားစာအုပ်တွေကတင်အပေါ်မှာယူသားမှုရှိကြပါတယ်သူတို့ဟာဂျင်းမုံမြင့်တစ်ချက်တစ်ပွဲတင်ကိုတင်ပြန်မြင်လာနိုင်အောင်ပြသပေးပြီးတစ်ချိန်တည်းမှာပဲတင်ကိုပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင်ကူညီပေးကြပါတယ်တစုံတစ်ယောက်ကကျမကိုလမ်းညွှန်ပြသပေးဖို့လိုအပ်လာတဲ့အချိန်တွေမှာစာအုပ်ထဲကဉာဏ်ပညာတွေကဘဝရဲ့ရှုထောင့်မျိုးစုံကိုလမ်းပြပေးခဲ့ပါတယ်။မီဒီယာကတင့်ကိုအယူလုံနေအောင်လက်မခံပါနဲ့။စာအုပ်တွေဟာတင်ထင်ထားတာတဲ့ပို့ပြီးစိတ်ဝင်စားစရာကောင်းပါတယ်။ဘယ်စာအုပ်မျိုးစားအောင်မဆိုဖတ်ကြည့်ပါ။ပုံမကောင်းမွန်တဲ့ဘဝမှာနေထိုင်ခြင်းနဲ့ဆိုရင်ကိုကူညီပေးနိုင်မဲ့စာအုပ်တွေကိုဖတ်ပါ။အတွေးခေါ်ကောင်းခြင်းနဲ့ဆိုရင်နာမည်ကျော်အတွေးခေါ်ပညာရှင်တွေရဲ့စာအုပ်တွေကိုဖတ်ပါစိတ်ဓာတ်ကြံ့ခိုင်တန်ပါခြင်းနဲ့ဆိုရင်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့စာအုပ်တွေကိုဖတ်ပါတင်ဘဝကိုရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နေနေခြင်းစိတ်ကူးရင်စားပေတွေကိုဖတ်ပါလူသားတွေကြောင့်နားလည်ခြင်းနဲ့ဆိုရင်ဝိထုစာအုပ်ကိုဖတ်ပါစာအုပ်တွေမှာတင်လိုခြင်းတဲ့အရာတွေအားလုံးရှိပါတယ်စာအုပ်တွေဖတ်ပြီးတင်အုံနောက်ကိုအစာကျွေးပါတင်ရဲ့အားလက်ချိန်ဒါမှမဟုတ်အထီးကျန်တဲ့အချိန်လို့တင်ယူဆထားတဲ့အချိန်တွေမှာစာအုပ်တုပ်ကိုယူပြီးအနည်းဆုံးစာမျက်နှာ9မျက်နှာလောက်ဖတ်ရှုပါစကားလုံးတွေကြားထဲမှာတင့်ကိုတင်နှမြုပ်ပြလိုက်ပါတင့်ရဲ့စိတ်ဝင်စားမှုတွေကိုနှိုးဆွပေးနိုင်မဲ့အကြောင်းအရာတွေပါဝင်တဲ့စာအုပ်ကိုဖတ်ပါတင့်ရဲ့သက်ဆိုင်ရာနယ်ပယ်တွေကကျွမ်းကျင်ပညာရှင်တွေရေးသားထားတဲ့စာအုပ်တွေကိုဖတ်ပြီးသူတို့ဆယ်စုနှစ်ပေါင်းများစွာအချိန်ကုန်ခံပြီးသင်ယူလေ့လာထားတဲ့အရာတွေကိုပြန်လည်သင်ယူပါသင်အတူယူရတဲ့တင့်ကိုစိတ်ခွန်အားပေးနိုင်တဲ့သူတွေရေးသားထားတဲ့စာအုပ်တွေကိုဖတ်ပါသူတို့ရဲ့စကားလုံးတွေကိုအသုံးချပြီးတင့်ကိုတင်သူတို့ရဲ့အစိပ်အပိုင်းတိတိလေးတစ်ခုတစ်ပွဲဖြစ်လာအောင်ပြုလုပ်လိုက်ပါစင်ကြေတွေပြီးဒရမာတွေခင်းနေတာကြောလောက်ပါပြီဒီစီမှာမျောလင့်စရာတွေအများကြီးရှိပါသေးတယ်တင်ယူစရာတွေတိုးတက်အောင်လုပ်စရာတွေလည်းအများကြီးရှိပါတယ်စာအုပ်တွေဟာတင်ယူလေ့လာဖို့ဘဝကိုတိုးတက်အောင်လုပ်ဆောင်ဖို့အတွက်အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါတယ်နောက်ပြီးစာအုပ်တွေဖတ်ရှုရုံနဲ့မကပဲကိုယ့်ဘာသာကိုတင်ယူလေ့လာဖို့ကိုလည်းစိတ်နှစ်ထားပါတင်အုံနောက်ထဲကိုဘဟုတုတတွေထည့်သွင်းဖို့ကတင့်ရဲ့ပန်းနိုင်တစ်ခုလို့သတ်မှတ်ထားပါတကယ်လို့စာအုပ်တွေမဖတ်ချင်ဘူးဆိုရင်တင်ကြိုက်တဲ့လူတွေကပြောတဲ့ podcast တွေမိန့်ခွန်းတွေကိုနားထောင်ပါတင့်ကိုစိတ်ခွန်အားဖြစ်စေမဲ့လူတွေပြောတဲ့ tech talk တွေကို
နားထောင်မှာတင်းရဲ့စူးစမ်းလိုစိတ်ကိုနှိုးဆွပေးနိုင်မယ်အကြောင်းအရာတွေရှိလာရင်အဲ့ဒီအရာတွေကိုတင်းစိတ်ထဲမှာပဲဖြည်းဖြည်းချင်းတည်ဆုံးပြောက်ွယ်သွားအောင်မလုပ်မိပါစေနဲ့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်တာတွေကိုအင်တာနက်ပေါ်မှာထရှာပါYouTube ဒါမှမဟုတ်အထူးသင်တန်းတွေတက်ပါအဓိကအချက်ကတင်းအုံနောက်ထဲကိုဗဟုသုတတွေထည့်သွင်းနေဖို့ပါပဲအမိုက်တွေထည့်သွင်းနေဖို့မဟုတ်ပါဘူးလူတွေကတင်းကိုဘယ်လိုပုံပုံထားသွားကြသလဲဆိုတာကိုညှိညွနေဖို့အချိန်ရှိတော့မှာမဟုတ်ပါဘူးတင်းရဲ့အတွက်ပြင်ပမှာလေ့လာတင်ယူစရာတွေအများကြီးရှိနေပါတယ်တင်းကိုဒီထက်နည်းနည်းလေးပို့ပြီးအသက်ဝင်နိုးကြလာအောင်လုပ်ပေးမဲ့စာအုပ်တွေအကြောင်းအရာတွေအများကြီးရှိနေကြပါတယ်အဲ့ဒီအရာတွေပေါ်မှာတင်းရဲ့အချိန်တွေကိုမြှုပ်နှံထားပါပျော်စရာကောင်းတဲ့လေ့ကျင့်ခန်းနည်းနည်းလောက်ပျော်စရာကောင်းစီဖို့အတွက်တင်းရဲ့ laptop ဒါမှမဟုတ်ဖုန်းထဲမှာတည်တံ့ file တစ်ခုဖန်တီးလိုက်ပါဒါမှမဟုတ်ကိုယ့်ဘာသာကိုတင်ယူလေ့လာထားသမျှတွေကိုမှတ်သားဖို့အတွက်တည်တံ့မှတ်စုစာအုပ်တစ်အုပ်ဝယ်လိုက်ပါအဲ့ဒီ file ဒါမှမဟုတ်စာအုပ်ကိုစိတ်ကိုအစာကျွေးခြင်းလို့နာမည်ပေးလိုက်ပါတင်ယူလေ့လာခဲ့သမျှအရာတိတိလေးတွေကအစားအဲ့ဒီမှတ်စုစာအုပ်ထဲမှာရေးထည့်ပါတကယ်လို့တင်ကpodcast ဒါမှမဟုတ် TED Talk တွေနားထောင်နေဆိုရင်ကိုနားထောင်ခဲ့တဲ့အကြောင်းအရာရဲ့အနှစ်ချုပ်ကိုရေးထည့်ပါအချက်လေးတွေလောက်ပဲဖြစ်ပေါ့တင်းရှာဖွေခြင်းနဲ့အကြောင်းအရာတစ်ခုရှိရင်အဲ့ဒီအကြောင်းအရာကိုချရေးပြီးတင်းအောင်နောက်ထဲမှာအချိန်စရာတစ်ခုသတ်မှတ်လိုက်ပါပြီးရင်အဲ့ဒီအကြောင်းအရာအယူဆနဲ့ပတ်သက်ပြီးအချိန်ပေးလေ့လာပါတကယ်လို့စာအုပ်တော့ကိုဖတ်ခဲ့တယ်ဆိုရင်အဲ့ဒီစာအုပ်ထဲကနေလေ့လာမှတ်သားခဲ့ရသမျှအရာအလုံးကိုချရေးပါတင်းဘဝမှာအကောင့်တွေပေါ်ခြင်းတဲ့အရာအလုံးအပါဝင်ပေါ့တကယ်လို့တင်းကိုစိတ်သက်ခွာပေးနိုင်မဲ့လူတစ်ယောက်ရှိတယ်ဆိုရင်မှတ်စုစာအုပ်ထဲမှာအဲ့ဒီလူရဲ့ကိုရေးခြင်းကိုဖန်တီးလိုက်ပါအဲ့ဒီလူရဲ့နာမည်ဓာတ်ပုံပြီးတော့အဲ့ဒီလူနဲ့ပတ်သက်ပြီးတင်သိထားသမျှအကြောင်းအရာအလုံးကိုချရေးပါအဲ့ဒီမှတ်စုစာအုပ်သို့မဟုတ်တည်တံ့ဖိုင်ကိုတင်းအတွက်ပြောင်းလဲမှုပထမခြေလှမ်းရဲ့သင်္ကေတတစ်ခုအဖြစ်ထားမှာတင်ဟာဘဝမှာတိုးတက်အောင်မြင်ဖို့အကောင်းဆုံးပုံစံကိုတည်ဆောက်ဖို့အစဉ်သင့်ဖြစ်နေကြောင်းအဲ့ဒီစာအုပ်ကသက်သေပြပြီးနေပါစီနောက်ဆုံးအနေနဲ့ကျွန်မပြောချင်တာအချိန်ကိုမခံပါနဲ့ကိုအသိပညာပေးပါလေ့ကျင့်ပြိုးထောင်မှာအားလုံးထဲမှာအရေးကြီးဆုံးချက်ကတော့ကိုပျော်ရွှင်ခြင်းနဲ့မှုရှိပါစေအခန်း7အမိကိုကင်းမဲ့သူတစ်ယောက်ဖြစ်ပါစေကျမဟာအင်မတန်ပျော်ပျော်နေတတ်ပြီးစိတ်ကူးရင်တက်တဲ့သူတစ်ယောက်ဖြစ်ပါတယ်ပြီးတော့ကျမရဲ့မကောင်းတဲ့ခြင်းဟာစာကြောင်းတွေကိုတဝက်တစ်ပြက်ခြံထားတတ်တာပါပဲကျမပြောချင်တာကကျမဟာကျမရဲ့စိတ်ကူးထဲမှာတော့အင်မတန်ပျော်ပျော်နေတတ်ပြီးစိတ်ကူးရင်တက်တဲ့သူတစ်ယောက်ဖြစ်ပါတယ်လို့ပါကျမဟာတကယ်ချင်းတွေနဲ့တပူပူတရဲရှိနေမယ်လို့ကိုအမြဲတမ်းစိတ်ကူးရင်နေတတ်ပါတယ်အထူးသဖြင့်ကောလိပ်စတက်တဲ့အချိန်တုန်းကပါကျမအဲ့လိုပဲဖြစ်လာလိမ့်မယ်လို့အမြဲတမ်းထင်နေခဲ့ပါတယ်တကယ်ချင်းတွေရလာတာနဲ့တပြိုင်နက်သူတို့နဲ့အတူတူပျော်ရွှင်နေတဲ့ကိုမြင်အောင်ကြည့်မိပါတယ်တကယ်ချင်းအိမ်မှာတညလောက်သွားအိမ်မယ်ရုပ်ရှင်တကားကိုအတူတူကြည့်ကြမယ်မျိုးပေါင်းစုံသွားရောက်စူးစမ်းရှာဖွေကြမယ်အဲ့ဒီအရာတွေအလုံးကိုကျမအယူအမှုလုပ်ချင်နေတဲ့ပုံစံမျိုးပေါက်ကောင်းပေါက်နေနိုင်ပါတယ်ကျမမှတ်မိပါသေးတယ်ကောလိပ်စတဲ့တုန်းကစိတ်ဝင်စားစရာကောင်းတဲ့တကယ်ချင်းတချို့နဲ့တွေ့ဆုံမယ်ပြီးရင်ကျမတို့တွေဟာစနေတနင်္ဂနွေပိတ်ရက်တိုင်းမှာဒီမျိုးအစ်စ်ကိုလှည့်လည်စူးစမ်းကြမယ်ဒါမှမဟုတ် NGO တခုထဲမှာအတူတူအလုပ်လုပ်ကြမယ်ပြီးတော့ရုံးချင်တွေထဲမှာကြည်ဘူးသလိုမျိုးတခြားအသေးမွှားရာလေးတွေရောပေါ့ဒါမဲ့ကောလိပ်ဟာကျမထင်ထားတာနဲ့လုံးဝတခြားစီဖြစ်နေခဲ့ပါတယ်ပထမဆုံးရက်သက်တစ်ပတ်အနည်းငယ်အတွင်းမှာကျမဟာကိုယ့်ဖက်နဲ့ကိုငုံမကြည့်ပဲနဲ့လူတွေကိုဟယ်လိုလို့တော့နှုတ်မဆက်ရဲခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျမဟာအရန်ကိုရှက်ကြောက်တက်ပြီးကိုယုံကြည်မှုအားနည်းလွန်းလို့ပါနောက်ပြီးတကယ်ချင်းတွေရလာပြန်တော့လေကျမတို့ဟာတစ်ချိန်လုံးအခန်းအောင်နေလေးရှိကြပါတယ်ဘာဖြစ်လို့လဲဆိုတော့အပြေုံထွက်ပြီးအသေးစမ်းတွေကိုစူးစမ်းရှာဖွေခြင်းစိတ်တယောက်မှမရှိကြလို့ပါပဲကောလိပ်ပြီးလို့အိမ်ပြန်ရောက်တော့လည်းအတူတူပါပဲကျမရဲ့အသက်မွေးဝမ်းကြောင်းကိုတိစောက်ဖို့အတွက်အချိန်ရှိလိမ့်မယ်လို့ထင်နေခဲ့ပါတယ်အဲ့ဒီလိုတိစောက်ပြီးရတဲ့တပြိုင်နက်ကိုယ့်နိုင်ငံထဲမှာရှိတဲ့မြို့တွေအကုန်လုံးစီကိုခရီးထွက်မယ်အဲ့ဒီမြို့တွေမှာရက်သက်တစ်ပတ်အနည်းငယ်လောက်နေထိုင်ပြီးတသက်တာလုံးခင်မင်းရင်းနှီးသွားရမယ်မိတ်ဆွေကောင်းတချို့နဲ့လည်းတွေ့ဆုံလိမ့်မယ်လို့ထင်နေခဲ့ပါတယ်။ကျမရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကိုင်ကိုတိစောက်ပြီးချိန်မှာတော့ကျမရဲ့ခီးစဉ်ဟာမြို့နှစ်မြို့တွေကိုရောက်သွားခြင်းနဲ့သာအဆုံးသတ်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တင်သိပါလား။ဘာဖြစ်လို့လဲဆိုတော့လက်တွေ့ဘဝဟာကျမတို့စိတ်ကူးရင်ထားတဲ့လိုမျိုးအံ့အားသင့်စရာကောင်းမနေလို့ပါပဲ။ကျမတို့ရဲ့အတွေ့အကြုံတွေကနေတဆင့်နားလည်သဘောပေါက်ခဲ့တဲ့အရာကတော့ကျမတို့ဟာတခြားသူတွေနဲ့အတူတကွပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့တစ်ချိန်လုံးမျှော်လင့်နေကြပါတယ်။တကယ်ချင်းတွေနဲ့ပါတီသွားမယ်ချစ်သူရီးစားနဲ့ချိန်ပြီးညစာသွားစားမယ်မိသားစုနဲ့ပျော်ပွဲစားထွက်မယ်အချင်းဆုံးတကယ်ချင်းနဲ့ရံဖန်ရံခါနေ့လည်စာအတူစားကြမယ်လို့စိတ်ကူးရင်နေတတ်ကြပါတယ်ကျမတို့ရဲ့စိတ်ကူးရင်မှုတွေဟာလက်တွေ့ဘဝနဲ့မကိုက်ညီတော့တဲ့အခါမှာတော့ပြဿနာတက်ပါတော့တယ်လူတွေကတင်းတဲ့နေ့လည်စာအတူစားဖို့မေ့လျော့သွားတဲ့အခါဒါမှမဟုတ်အလုပ်များနေတာကြောင့်တင်းတဲ့အတူပါတီမတက်နိုင်တော့တဲ့အခါပျော်စရာကောင်းတဲ့အရာတွေကိုတင်းတဲ့အတူတူမလုပ်ချင်တော့တဲ့အခါမျိုးမှာပေါ့အဲ့ဒီလူတွေကိုအဲ့ဒါကြောင့်တော့အပြစ်တင်လို့မရပါဘူးသူတို့တွေကတင်းရဲ့စိတ်တင်းရဲ့ဆန္ဒအတိုင်းလိုက်လုပ်ပေးနေမှာမဟုတ်တာတော့သိကြပါတယ်သူတို့မှလည်းကိုယ်ပိုင်ဘဝကိုစီရှိကြပါတယ်တင့်ရဲ့လိုအင်ဆန္ဒတွေကိုဖြည့်ဆည်းပေးဖို့ဒါမှမဟုတ်တင့်ရဲ့စိတ်ကူးရင်မှုတွေကိုလက်တွေ့အကောင့်ထဲပေါ်လာအောင်ဆူတောင်းပေးဖို့က
ဘသူရဲ့အလုံးမှမဟုတ်ပါဘူးဒါမဲ့အတင်းရဲ့နှလုံးသားထဲမှာလူအင်ဆန္ဒတွေရှိနေပြီးတယောက်ယောက်ကတော့အဲ့ဒီဆန္ဒတွေကိုအလေးထားသင့်ပါတယ်အဲ့ဒီတယောက်ယောက်ကတင်ကိုယ်တိုင်ပဲဖြစ်သင့်ပါတယ်တခြားသူတွေကအတိမမပြုတ်ကြတော့ပဲသစ္စာနာတွေကိုနှလုံးသားထဲမှာမြုပ်နှံထားလိုက်တာမျိုးမလုပ်သင့်ပါဘူးဒီအခန်းကတော့အတူဆုံးအခန်းဖြစ်ပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီအခန်းမှာရွေရောက်သူတယောက်ဖြစ်လာတာနဲ့ပတ်သက်ပြီးရိုးရှင်းတဲ့အမှန်တရားတစ်ခုကိုတင့်ကိုပြောပြခြင်းလို့ပါနောက်ပြီးတင့်ဘာသာတင်ဘလို့ပြောနေရမလဲဆိုတာကိုရောပေါ့ပြီးတော့ဒီအခန်းကနောက်ဆုံးခန်းလေးဖြစ်ပါတယ်ဒီအခန်းမှာတင်ယူရမယ့်အကြောင်းအရာပျော်ရွှင်မှုကိုမိမိဘာသာဘလို့ရှာဖွေရမလဲဆိုတာနဲ့ပတ်သက်တဲ့နောက်ဆုံးအကြောင်းအရာဖြစ်ကောင်းဖြစ်နိုင်လို့ပါပဲဒီစာအုပ်ကနေရသွားစေခြင်းနဲ့တခုတည်းသောအရာဒီနှစ်ကာလတစ်လျှောက်လုံးမှာကျမကိုကူညီပေးခဲ့တဲ့တခုတည်းသောအရာကိုပြောပြပေးခြင်းပါတယ်တခြားလူတွေနဲ့အတူတူလုပ်ချင်တဲ့အရာတွေကိုကိုယ့်ဘာသာကိုတယောက်တည်းပြုလုပ်ကြည့်ပါကျမအမြဲတမ်းလုပ်ချင်နေတဲ့အရာတွေကတခုရှိပါတယ်တကယ်ချင်းတွေအားလုံးအိမ်ကိုလာပြီးညအိကြမယ်ဖျောင်းနိုင်မိတွေတော့တာယာတဲ့ပဝင်းကျင်လေးတစ်ခုကိုဖန်တီးပြီးအရသာရှိတဲ့စားတောက်တွေစီစဉ်ကြမယ်အကြိုက်ဆုံးရုပ်ရှင်တွေကြည့်ကြမယ်အဲ့ဒါမျိုးတွေကိုရုပ်ရှင်တွေထဲမှာမြင်မှုခဲ့ပြီးတကယ်ချင်းတွေနဲ့ဒါအတူတူလုပ်ရရင်ပျော်စရာသိကောင်းပါပဲလို့ကျမစိတ်ကူးရင်ခဲ့ပူပါတယ်ဒါမဲ့ကောလိပ်ပြီးတဲ့နောက်မှာတော့အဲ့ဒီအရာတွေအားလုံးကိုတင်လုပ်ခွင့်မရတော့ပါဘူးလူတိုင်းဟာတာဝန်ယူစရာတွေတပြုံတစ်ခေါင်းကြီးနဲ့အရွယ်ရောက်သူတယောက်ဖြစ်လာလို့ပါပဲပြီးတော့ဒီလိုအသေးမွားကိစ္စလေးတွေဟာအတိတ်ပဲမရှိတော့ပါဘူးဘသူမှအဲ့ဒီလိုမျိုးတွေလုပ်ပြီးသူတို့ရဲ့အချိန်တွေကိုမဖြုံးတိပစ်ချင်ကြပါဘူးကျမတွေးကြည့်ခဲ့ပါတယ်တကယ်လို့ကျမရဲ့တငယ်ချင်းတွေမလာနိုင်ဘယ်လိုလုပ်မလဲကျမတယောက်တည်းလုပ်မှာပေါ့အလုပ်ကြောင့်ဒါမှမဟုတ်ဘဝမှာစိုးရိမ်ပူပန်မှုတွေကြောင့်ပင်ပန်းနှွမ်းနေလာတယ်လို့ခံစားရတဲ့အချိန်တိုင်းမှာကျမဟာမီးလင်းအောင်ခက်မိန်မိန်လေးဖွင့်ဖျောင်းနိုင်တဲ့ချောင်းကိုတော့ပါစတာတစ်ပွဲကိုမှကော်ဖီတစ်ခွက်ဖြောပြီးခရစ်စမတ်ရုပ်ရှင်ဇာတ်ကားတကားကိုထိုင်ကြည့်လိုက်ပါတယ်ကျမပြောမယ်အဲ့ဒါလောကနိဗ္ဗာန်ပါပဲအမှန်တိုင်းပြောရရင်ကျမဟာကဘာကြီးရဲ့တစ်စိတ်တစ်ပိုင်းဖြစ်မနေတော့သူလိုခံစားရပါတယ်အနည်းဆုံးတော့နိုင်ပိုင်းလောက်ပေါ့လေအရေးကြီးဆုံးချက်ကတော့ကျမရဲ့ဆန္ဒရုပ်ရှင်တွေကပုံစံအတိုင်းတပုံစံနဲ့လိုက်လုပ်ချင်တာပါအဲ့ဒီဆန္ဒကိုလည်းဖြည့်ဆည်းနိုင်ခဲ့ပါတယ်ကျမရဲ့လိုအပ်ချက်တွေအတွက်သူတစ်ပါးပေါ်မိကိုစရာမလိုပဲကိုယ့်ဘာသာကိုတယောက်တည်းလုပ်နိုင်ခဲ့ပါတယ်ကျမရဲ့စိတ်ကူးရင်မှုတွေကိုပုံဖော်ဖို့တာဝန်ရှိတဲ့လူကကျမကိုယ်တိုင်ပဲဖြစ်ပါတယ်တခြားလူတွေမဟုတ်ပါဘူးတကယ်လို့ဒါကျမဟာတငယ်ချင်းတွေရောက်လာဖို့စောင့်ဆိုင်နေမယ်ဆိုရင်အခုချိန်ထိစောင့်မြဲစောင့်နေရအောင်မှာပါပဲဒါအပြင်အချိန်မရွေးနေရမရွေးအဲ့လိုမျိုးလုံနိုင်တဲ့စီးစိမ်ဒုက္ခမျိုးလူတိုင်းမှာမရှိကြပါဘူးကျမမှာတော့ရှိပါတယ်ကျမတငယ်ချင်းတွေစီမှာမရှိတာကိုလည်းနားလည်ပါတယ်ထိုနည်းတူစွာပဲကျမဟာပျော်ပွဲစားထွက်ရတာကိုကြိုက်နေတတ်ပါတယ်ဒါကြောင့်တစ်လတစ်ခါအိမ်နဲ့မိနစ်40လောက်ဝေးတဲ့နေရာတစ်ခုကိုတွားလေးရှိပါတယ်အဲ့ဒီနေရာကွင်းမြင့်ကျယ်ကြီးတစ်ခုပါအဲ့ဒီနေရာကိုကျမရဲ့စာအုပ်ဒါမှမဟုတ်နေတယ်နဲ့နေ့စဉ်မှတ်တမ်းအပါအဝင်ချီထိုးတဲ့ပစ္စည်းတွေကိုယူသွားပါတယ်စားဖို့တောက်ဖို့အတွက်တခုခုကိုလည်းထုတ်ဖို့ယူဆောင်သွားပါတယ်အများစုကတော့ကော်ဖီနဲ့ဒိုနတ်တခုပါပဲအဲ့ဒီလိုလုပ်ရတာဟာဘလောက်တောင်စိတ်ဝင်စားစရာကောင်းတယ်လဲဆိုတာကိုကျွန်မပြောပြဖို့လိုသေးရဲ့လားအဲ့ဒါဟာစစ်မှန်တဲ့ကိုဂီယူဆိုင်မှုတခုလိုခံစားရပါတယ်ကျွန်မဆန္ဒရှိတဲ့အရာတွေကိုကိုယ့်ဘာသာကိုတယောက်တည်းလုပ်ခဲ့ပါတယ်တကယ်လို့ကျမသာတင်းရဲ့မိခင်ဖြစ်မယ်ဆိုရင်တင့်ကိုတကားပြင်ပတွန်းထုတ်ပြီးတင်းအမြဲတမ်းလှုပ်ချင်နေပါလျက်နဲ့တင့်ကိုအဖော်ပြုတ်ပေးမယ်လူတအုပ်တမကြီးမရှိလို့မလုပ်ဖြစ်ခဲ့တဲ့အရာတွေအလုံးကိုလုပ်ဖို့တိုက်တွန်းမိမှာပါပဲတခြားလူတွေကတင့်ရဲ့ဆန္ဒကိုနားလည်ပြီးအဲ့ဒီဆန္ဒတွေကိုလက်တွေ့အကောင့်ထဲပေါ်ပေးဖို့စောင့်မျှော်နေရတာအတော်လေးကြာနေပါပြီအခုတော့တင်လှုပ်ချင်တာအလုံးကိုကိုယ့်ဘာသာကိုတယောက်တည်းပြုလုပ်ဖို့အချိန်ရောက်လာပါပြီလအစပိုင်းဒါမှမဟုတ်လကုန်ရက်တိုင်းမှာကိုယ့်အတွက်ကိုညစာစားပွဲတစ်ခုစီစဉ်မှာကိုအတွက်ကိုကော်ဖီဒိတ်တစ်ခုဖန်တီးပါကိုဘာသာကိုတပုံလှလှလေးတွေရိုက်ယူပါတင့်ရဲ့တနေ့တာဟာဘလို့ကုံဆုံးခဲ့တယ်လဲဒီတနေ့တာမှာဘာတွေလုပ်ခဲ့တယ်လဲနောက်တနေ့ကိုဘလို့ပုံစံမျိုးနဲ့အစားပြုခြင်းတယ်လဲစားတဲ့အကြောင်းတွေကိုကိုဘာသာကိုတယောက်တည်းစကားစာမိပြောကြည့်ပါတင့်ရဲ့အိတ်ခမ်းကိုအလှဆင်ပါဒါမှမဟုတ်တခြားသူတွေစီကနေတင်လက်ခံရရှိလို့တဲ့ရီးစားစားတစ်စောင်ကိုရေးထားပြီးကိုပြန်ပေးပါကို့အတွက်ပန်းလေးတစ်ပွင့်ဒါမှမဟုတ်အပင်ပေါက်လေးတစ်ပင်ဝယ်ပေးပါအဲ့ဒါကတင်းရဲ့အနောက်မှာတင်းရှိရဲဆိုတာကိုအမြဲတမ်းသတိပေးနေပါလိမ့်မယ်ကြီးမားတဲ့ပန်းတိုင်တစ်ခုကိုရရှိပြီးတိုင်းတင့်ကိုယ်တင်ထူးခြားတဲ့လက်ဆောင်တစ်ခုပေးပါကိုချီးမွမ်းပါပြီးတော့ငါ့ကိုဂုံယူတဲ့ဟိန်းတို့အကျယ်ကြီးအော်ဟစ်ပြစ်လိုက်ပါအလုတ်တကယ်လို့ဖြစ်နိုင်မယ်ဆိုရင်ငါလွမ်းနေဆိုတဲ့စာတစ်စောင်ကိုရိုင်းစီပြန်ရေးကြည့်ပါဒါကကြောင်တောင်နိုင်နေဆိုတာကိုကျွန်မသိပါတယ်ဒါပေမဲ့ရေးကြည့်ပါကိုဘလောက်တောင်လွမ်းစွန့်တန်းတနေမိတယ်လဲဆိုတာကိုချရေးကြည့်ပါကိုဘလောက်တောင်လေးလူရှုထားမိခဲ့တယ်လဲဆိုတာရဲ့နောက်ထပ်ဘယ်တော့မှဒီလိုအမားမျိုးကိုဘာကြောင့်ထပ်မလုပ်တော့ပါဘူးဆိုတဲ့ကိုပါချရေးပါတင်အမြဲတမ်းလှုပ်ချင်နေတဲ့အရာမှန်သမျှကိုဘယ်လိုကြောင့်ဘယ်တော့မှမလုပ်ဖြစ်ခဲ့ဘူးလဲဆိုတာနဲ့အခုချိန်ကစပြီးတင်အမြဲတမ်းလှုပ်ချင်နေတဲ့အရာတွေကိုဘယ်လိုလှုပ်ဆောင်တော့မလဲဆိုတာတွေကိုချရေးပါတင်ပါရီပဲလုပ်ဖို့ရည်ရွယ်ထားပါစေကိုအတွက်ကိုပန်းလေးတွေဝယ်ပေးတာပဲဖြစ်ဖြစ်ကော်ဖီတစ်ခွက်ဝယ်တိုက်တာပဲဖြစ်ဖြစ်အဲ့ဒီအရာတွေကိုရည်ရွယ်ချက်ရှိ
စိတ်ကူးရင်ဆန်ဆန်လှလှပပလှုပ်ဆောင်မှာတယောက်တည်းညစာသွားစားဖို့ဆုံးဖြတ်ထားတယ်ဆိုရင်တင်ကြိုက်ဆုံးဝစ်စုံကိုဝစ်စင်ပြီးအတက်နိုင်ဆုံးအလှပဆုံးဖြစ်အောင်ပြင်ဆင်ချေတာသွားပါကိုအတွက်ကိုပြုလုပ်တဲ့အရာတွေကိုစိတ်ကူးရင်ဆန်ဆန်ကြည်နူးမှုအပြည့်နဲ့လှုပ်ဆောင်မှာတင်းရဲ့ဆန္ဒတွေကိုအတိအမှတ်ပြုပြီးသူတို့ကိုတင်းစိတ်ကူးရင်ထားတာထက်ပိုကောင်းတဲ့အရာတွေဖြစ်လာအောင်ပြောင်းလဲလိုက်ပါအဓိကကတော့တင်းအတွက်တင်းကိုယ်တိုင်စူးစမ်းအထောက်ခြင်းပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့စဉ်းစားကြည့်ပါ။ကဘာကြီးဟာကြီးမားတဲ့အေယာမညစာစားပွဲတပွဲနဲ့အလားတန်တူပါတယ်။အဲ့ဒီညစာစားပွဲမှာတင်းဟာကိုယ့်ဘာသာကိုပဲတိတ်ခင်းအိတ်ခံရမှာပါ။တကယ်လို့လူတွေကတင်းရဲ့ပကံပြားတဲ့ကိုတင်းလိုချင်တဲ့ဟင်းနေရာတွေဥဖျားဖျားလာထည့်ပေးလိုက်မယ်လို့မျှော်လင့်နေမယ်ဆိုရင်တင်းဟာဘာမှမစားလိုက်ရပဲငတ်သွားနိုင်ပါတယ်။ဇပွဲဝိုင်းပေါ်မှာရှိနေတဲ့ဟင်းနေရာတွေအလုံးကိုတင်ရတာခံခွင့်ရလိုက်မှာမဟုတ်ပါဘူးလူတိုင်းဟာသူတို့စားကျင်တယ်လို့ထင်နေတဲ့အစားအစာတွေကိုယ့်ပကံနဲ့ကိုယ်ထည့်ရင်အလုပ်များနေကြပါတယ်ဒီစာအုပ်ကိုအချက်ပြမှုတစ်ခုတစ်ဖွဲသဘောထားပြီးဇပွဲပေါ်မှာဘာတွေရနိုင်တယ်လဲတင်ပါတွေကိုစူးစမ်းရှာဖွေလို့တယ်လဲဆိုတာကိုသိအောင်လုပ်ပါအဲ့ဒီနောက်မှာတော့တင်လိုချင်တဲ့အရာကိုကိုယ်တိုင်သွားယူပါဘာဖြစ်လို့လဲဆိုတော့ကျွန်မပြောခဲ့သလိုပဲတင်မှာတင်မိတ်ရှိတာပါကိုပိုင်ဆိုင်တတ်ဖို့တင်ယူပါဒီစာအုပ်ကတင်းရဲ့အထီးကျန်မှုကိုတည်တတ်နေထိုင်မှုအဖြစ်ဘယ်လိုပြောင်းလဲရမလဲတယောက်တည်းပျော်ရွှင်စွာနေတတ်တဲ့အမှုပညာကိုဘယ်လိုကျွမ်းကျင်အောင်လုပ်ရမလဲဆိုတာနဲ့တစ်ဆက်တည်းမှာပဲတင်းရဲ့လက်ရှိဘဝကိုအိမ်မက်ဘဝဖြစ်လာအောင်ဘယ်လိုပြောင်းလဲရမလဲဆိုတာတွေကိုသင်ကြားပေးပါလိမ့်မယ်ဒီစာအုပ်ထဲမှာတင်ဟာတင်းရဲ့အထီးကျန်မှုကိုတည်တတ်နေထိုင်မှုအဖြစ်ပြောင်းလဲပြီးခုပုံစံအတိုင်းနေထိုင်နေကိုနဲ့ပိုတူတဲ့လူတစ်ယောက်ဖြစ်လာအောင်ပြုလုပ်နေအထီးကျန်မှုကိုဖြစ်ပေါ်စေတဲ့အဓိကအကြောင်းရင်းကိုရှင်းလင်းဖယ်ရှားခြင်းအပြင်အထီးကျန်မှာကြောက်တဲ့စိတ်ကိုဖယ်ရှားနေကိုချစ်တက်လာစေဖို့အတွက်ကိုယ့်ရဲ့အနက်ရှိုင်းဆုံးအတွင်းစိတ်ကိုတည်မြင်နားလည်အောင်ပြုလုပ်နေတန်မိုးထားနေတယောက်တည်းရှိတဲ့အချိန်တွေကိုဆွဲလန်းမမောနေအောင်ပြုလုပ်နေနဲ့အဲ့ဒီအချိန်ကိုကိုယ့်ရဲ့တိုးတက်မှုအချိန်ကာလအဖြစ်ပြောင်းလဲနေစတာတွေကိုရှာဖွေတွေးရှိပါလိမ့်မယ်တင်းရဲ့အစစ်အမှန်လမ်းပြမြင်ဟာတင်းကိုယ်တိုင်ပဲဖြစ်ကြောင်းနဲ့တင်းနှလုံးသားကဘာတွေလုပ်ရမလဲဆိုတာကိုသိနေပြီးတင်းစိတ်ကဘယ်လိုလုပ်ရမလဲဆိုတာကိုရှာဖွေနိုင်စွမ်းရှိကြောင်းဒီစာအုပ်ကနားလည်သဘောပေါက်စေပါလိမ့်မယ်တင်းကိုကိုယ်တိုင်နဲ့အတူရှိခြင်းနဲ့ပုံကိုတူဖြစ်လာအောင်ပြောင်းလဲပေးပါလိမ့်မယ်ဟုတ်ကဲ့ပါအခုချိန်ဒီ Lara နဲ့အတူတူဒီစာအုပ်လေးပြီးတဲ့အထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်လည်းတခြားသောစာအုပ်လေးတွေကိုထပ်ပြီးတော့ဖတ်ပြပေးသွားခြင်းပါတယ်ရှင်။အဲဒါကြောင့်မလို့ Lara ရဲ့ audio book channel လေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင်တော့ like and subscribe လေးလုပ်သွားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ရှင်။